ပရိသတ်များအားလုံးပဲမင်္ဂလာပါရှင်။ NMT Channel ကနေပရိသတ်များအားလုံးကိုပြန်လည်ကြိုဆိုလိုက်ပါတယ်။ကျမတို့ရဲ့ Channel လေးကနေပရိသတ်ကြီးတို့အတွက်စိတ်ဝင်စားဖွယ်ရာကောင်းတဲ့ပရလောကဇာတ်လမ်းကောင်းလေးများစွာကိုတင်ဆက်ပေးနေရပဲဖြစ်ပါတယ်။ဒီနေ့မှာပရိသတ်ကြီးတို့နားဆင်ရမှာကတော့စာရေးဆရာမောင်တင်ဆန်းရေးသားထားတဲ့အောင်လန်းဘိုးတင်နဲ့လူပြိုးဆိုတဲ့ဇာတ်လမ်းလေးကိုပရိသတ်ကြီးတို့ကနားဆင်ရမှာပဲဖြစ်ပါတယ်။နောက်မဆင်ခင်မှာကျမတို့ရဲ့ channel လေးကို like and subscribe လေးနှိပ်သွားပေးဖို့နဲ့ဘေးနောက်မှာရှိရဲ့ notification လေးကိုနှိပ်ပေးခဲ့ဖို့အတွက်တောင်းဆိုချင်ပါတယ်။ဟုတ်ကဲ့ပါပရိသတ်များရှင်ဒါဆိုရင်တော့ပရိသတ်ကြီးတို့နားဆင်နိုင်ဖို့အတွက်ဇာတ်လမ်းလေးကိုခုပဲစတင်လိုက်ပါပြီ။တရွက်ကြွေတိုင်းရင်ခုန်တက်တဲ့အရွယ်ဆိုတဲ့စကားကိုမိန်းကလေးတွေအတွက်သာရည်ရွယ်ထားခြင်းပဲဖြစ်တယ်။စေကျော်သက်အပြိုဖြန်းလေးရဲ့စိတ်နေစိတ်ထားကိုခိုင်းနှိုင်းပြီးတော့ပြောခြင်းပဲဖြစ်တယ်။ယောက်ျားလေးတွေကိုဖြင့်ဘလို့သောစကားတွေနဲ့ခိုင်းနှိုင်းပြီးတော့ပြောကြပါသလဲ။ယောက်ျားလေးစေကျော်သက်အများစုတွေမှာတူညီတဲ့စိတ်ထားတစ်ခုရှိရဲ့။အဲဒီရဲ့အရာကကိုအထင်ကြီးခြင်းပဲဖြစ်တယ်။အခုလေပေပင်ရွာသား၃ယောက်ဖြစ်တဲ့မောင်ဘိုးထင်ခေါ်ဘိုးထင်တို့၃ယောက်ကအသက်16နှစ်တင်ပြည့်ခဲ့ပြီဖြစ်တဲ့အလျောက်လူပြိုပေါက်တွေဖြစ်လာကြပြီဖြစ်တယ်။တောသားတွေဖြစ်တဲ့အတွက်ကိုကာယတောင့်တင်ပြီးကြန့်ခိုင်တန်ဆွမ်းကြတယ်။တောရွာတွေမှာနေထိုင်ခြင်းကြောင့်အသက်16နှစ်အရွယ်ခန့်ကစပြီးလူပြိုစိတ်တွေဝင်ကြတယ်။အရင်ချိန်တွေမှာပစိုးကိုခတ်တူနဲ့ကားအထိဝစ်စင်ခဲ့ရကနေအခုဆိုရင်ခြေမျက်စိတိုက်တဲ့အထိချက်ပြုတ်ဝစ်စင်နေတတ်ကြပြီ။အခုမောင်ဘိုးထင်တို့ကရွာထဲမှာရှင်ပြုတ်လူမှာမောင်ရှင်လောင်းထိန်လိုက်ပြီးတော့လုံမပြူလေးတွေကိုကြည့်ကမျက်စိအစာကျွေးနေတော့တယ်။အခုဘိုးထင်တို့ဖြတ်တန်းနေတဲ့ကာလကိုလွန်မြောက်ကြုံလွန်ခဲ့ပြီးဖြစ်တဲ့ဖိုးထွေရလဲဆိုင်းနေတင်ဆောင်ထားတဲ့သူ့ရဲ့နွားလဲပေါ်ကနေလှမ်းကြည့်လိုက်ရင်လဲပေါ်မှာအဖော်ပါလာတဲ့မင်းအောင်တို့လှမ်းပြီးတော့စကားဆိုလိုက်တယ်။ကိုမင်းအောင်ခမ ्या ကောင်တွေကိုလည်းကြည်စမ်းမအောင်ဗျာ။မောင်ရင်လောင်းကိုရွှေထီးဆောင်ပေးရမှာပါဆိုမှမောင်ရင်လောင်းနဲ့ထီးနေရတခြားစီဒီကောင်နေဟိုကောင်မလေးတွေကိုငန်းနေတယ်။ဟိုကောင်မလေးတွေကိုပဲငန်းနေဆိုတော်သေးတာပေါ့။မိကျော်တို့လှရင်တို့မငန်းတာမင်းတို့တက်တာတယ်မှတ်နော်။ပြောလို့မရဘူးဒီကောင်လေးကလှရင်နဲ့မိကျော်တို့သူတို့ကိုကြိုက်တယ်ထင်နေမှာအေးဗျာဒီကောင်နေနဲ့လည်းခတ်တယ်ကဲအလူမောင်ရင်လောင်းလဲလှဲ့လို့ပြီးတော့မယ်ဆိုတော့ကျုပ်တို့တွေထထောကိုသွားကြရအောင်ဗျာအေးကွာသွားကြတာပေါ့မင်းကောင်တွေကိုခေါ်အောင်မလားဒီကောင်တွေကိုတကူးတကခေါ်စရာမလိုဘူးဒင်းတို့ကတော့အရင်ရောက်ရင်ရောက်နေမှာကြည်ထားဖုန်းကြီးเจ้าအဝါကိုရောက်တာနဲ့ထီးတွေကိုသူများပေးပြီးတော့အကောင်တွေလစ်တော့မှာဖိုးထွေးပြောတာမှန်ပါတယ်မောင်ရှင်လောင်းနေဖုန်းတော်ကြီးเจ้าဝင်မဲ့အချိန်မှာဘိုးတင်တို့၃ယောက်ကသူတို့ကင်ထားတဲ့ရွှေထီးတွေကိုတခြားသူတွေစီကိုထိုးပေးပြီးဖိုးထွေးတို့ရဲ့လဲနာကိုရောက်လာကြတယ်။အဲဒီခါလဲပေါ်မှာဆိုင်းတီးနေတဲ့ဆိုင်းဆရာကြီးကဘိုးထင်တို့၃ယောက်ကိုမကြည်မနှက်နဲ့ကြည်ကဟဲ့ကောင်ဘိုးထင်မင်းကွာဆိုင်းတီးရမှာမင်းတို့တောင်းဝင်မလားအခုတော့မင်းတို့မရှိလို့ငါတီးနေရတယ်။ဘာကြီးတို့ကလည်းဗျာရွာလူမှာဘာကြီးတို့ရဲ့လက်စွမ်းကိုနားထောင်ကျင်ကြတဲ့သူတွေများတကူဗျာအဲ့ဒါကြောင့်ပါဟဲ့ကောင်အပူပြောမနေနဲ့နောက်အလူတွေဆိုရင်တို့မတီးတော့ဘူးဒီတစ်ခါနောက်ဆုံးပဲမင်းတို့အကြောင်းမသိဘူးများမှတ်နေလားနှာဘူးကောင်လေးဘာကြီးအဲ့လိုတော့မပြောနဲ့ဗျာမိမပိုးတိုင်းသာနှာဘူးဆိုရင်ဘာကြီးတို့လည်းအေယာမနှာဘူးကြီးတွေပဲကိုဖိုးထွေးတို့ကျုပ်တို့လွမ်းဝေထက်တော့မှစောင့်နေမယ်ဗျာဘိုးထင်ကအဲ့လိုပြောပြီးရနဲ့ဆိုင်းဆရာကြီးတွေကိုလက်ပြပြီးတော့ရှင်လောင်းလှည့်နေတဲ့နေရာကနေစကားတပြောနဲ့ထွက်ခွာသွားကြတော့တယ်အချိန်ကြီးကလည်းအကုန်ပြန်လိုက်တာကွာနှော့အေးဆိုတို့တွေလည်းဒီလိုပေါ့နေလို့မဖြစ်တော့မင်းကဘလို့နေကျင်လို့လဲအခုလေဘိုးထင်ပယောကကူတာလိုက်ရင်းကူရင်ငွေရနေတာ哦အဲ့ဒါပဲလေကွာကိုပိုင်လုပ်ငန်းလေးတစ်ခုလောက်လုပ်ရင်ကောင်းမလားလို့မင်းကဘာလုပ်ချင်လို့လဲမင်းအမေကတတိကိုအမေတတိဖြစ်တာကျုပ်တတိဖြစ်တာမဟုတ်ပါဘူးတာအေးရဲ့အေးအခုတလောမင်းအမေကလည်းငါတို့ကိုပြောတယ်မင်းလှုပ်ချင်ရလှုပ်ငွေထုတ်ပေးမယ်ဆိုတော့လေမင်းကမလုပ်ဘူးဆိုအခုမှဘာကိုပိုင်လုပ်ငန်းတွေပါလာပြောနေရလဲလူအထင်ကြီးအောင်တာအေးကထန်းရည်တစ်ခွက်ကိုငှဲ့ကသူ့ရဲ့ရှိမှရှိရဲ့ပေတူးရဲ့စကားကိုဆိုလိုက်ခြင်းပဲဖြစ်တယ်အသက်16နှစ်အရွယ်မှာထန်းရည်တောက်ကြတာကသူ့ရဲ့အရက်သူ့ရဲ့ဒလေးဆိုတော့အဖြစ်ဆိုလို့မရပါတချို့အသက်16နှစ်ပြည့်တာနဲ့ပင်အိမ်အောင်ကျသွားတဲ့သူတွေလည်းရှိကဘဝပင်လေးကိုခက်ခဲစွာဖြတ်တန်းကူးဖြတ်နေရတဲ့သူတွေရှိရဲ့အခုမောင်ဘိုးထင်တို့ကအသက်ငယ်ပေမဲ့လည်းသူ့ရက်နဲ့သူ့ဆန်းဆိုတော့ဘသူကမှအပြစ်မပြောကြပါဒီအချိန်မှာကိုလွမ်းဝီရဲ့ထတော်လေးကိုသူတို့နဲ့ရွယ်တူအောင်တန်းတို့ရောက်လာတာကိုတွေ့လိုက်ရတယ်အောင်တန်းကလည်းမောင်ဘိုးထင်တို့နီးတူအခုနှစ်တည်းအတော်အတွင်းအပြောင်းလဲကြီးပြောင်းလဲလို့နေရဲ့အင်ကြီးဝစ်စားကိုကြားနာစွာဝစ်စားတက်ပြီးတော့လမ်းလျှောက်ရင်တော့လက်ကိုနောက်ပစ်ပြီးတော့ရှောက်ကသူ့ကိုယ်သူရှေ့ခေတ်တကြီးတစ်ယောက်နဲ့ထင်မြင်နေသူဖြစ်တယ်။သူတို့ကဘိုးတင်တို့နဲ့ခက်လန်းလန်းထမ်းမိန်အောင်မှထိုင်လိုက်က
အောင်တန်းကသူ့ရဲ့အပေါင်းအသင်းတွေကိုအတန်ခတ်ဆာဆာနဲ့စကားဆိုလိုက်တယ်။မင်းတို့မှတ်ထားတောက်တယ်စားတယ်ဆိုတဲ့နေရာမှာစီးနဲ့ကန်းလေးနဲ့တောက်ရတယ်ကွာ။အေးပါအောင်တန်းရတို့ရွာထဲမှာမင်းလောက်စီးနဲ့ကန်းနဲ့နေတတ်တဲ့ကောင်ဘယ်ကောင်မှမရှိပါဘူး။အောင်တန်းတို့များရွာလူကြီးချီးကျူးတာတော့ခံနေရတာကွာ။မင်းသိတဲ့အတိုင်းပဲတို့ရွာတကြီးကတော်ယုံလောက်ကိုချီးကျူးခဲ့တယ်မလား။အောင်တန်းတို့ဘက်ကအချင်းချင်းလေးပေးဖြောင်းလို့နေကြတယ်။ဘိုးတင်တို့ကတော့သူတို့ရဲ့ပြောစကားတွေကိုနားထောင်ပြီးရဲ့နောက်အချင်းချင်းပြုံးရီကစကားဆိုကြတယ်။ဟာကြောင်သူတော်ကြက်တခိုးဆိုတော့မင်းတို့သိလား။ကြားတော့ကြားဘူးတယ်တိတ်တော့မရှင်းဘူးဘိုးတင်ရဲ့။မင်းတို့ရွာလေကညုံမြောက်သိတယ်မလား။သိတယ်လေမင်းကိုကြိုက်နေတဲ့တယောက်မလား။အေးဟုတ်တယ်။အဲ့ဒါကိုကွာဘယ်တောင်စားကလေးကဝလည်းမသိဘူး။ငါမကောင်းကြောင်းနေသူ့ကိုရှောက်ပြောထားတယ်။မင်းကလည်းသူ့ကိုမကြိုက်ဘူးမလား။မကြိုက်ပါဘူးကွာငါမကောင်းကြောင်းပြောပြီးတွားပိုးတဲ့ကောင်မကြည်မနှက်ဖြစ်နေတာအဲ့ကောင်ကဘသူတုံးကွာပြောကွာမင်းရလဲကွာဘသူရှိရမှာတော့တနင်းကတွေနန်းနဲ့စတဲ့ကောင်ပေါ့ကွာအော်သိပြီအဲ့ကောင်ကမိမလို့မိမရကွာဘိုးတင်တို့ပြောနေတာတွေကိုအတိုင်းသားကြားနေရတဲ့အောင်တန်းတို့ဖွဲ့မှာအောင်တန်းမအပကြံတဲ့သူတွေစိတ်တူဒေါသထွက်နေကြတယ်သူတို့ကအန်ဟိုတင်းတင်းစိတ်ထားကဘိုးတင်တို့ကိုမကြည်မနှက်နဲ့ကြည်နေကရန်ဖြစ်ဖို့ရအတွက်အသင့်ရှိနေခြင်းအောင်တန်းသူ့ရဲ့အပေါင်းအသင်းတွေကိုတားဆီးလိုက်တယ်မင်းတို့ကလည်းကွာတရွာတဲ့သားချင်းတွေပဲစိတ်ကိုထိန်းချစမ်းပါပြီးတော့အဲ့ကောင်လေးနဲ့ငါတို့ကတငယ်ချင်းပဲဟာမင်းကိုပြောနေတာမင်းကဘာလို့တီးခံနေရလဲငါပြောတယ်လို့ဘသူကပြောလို့လဲသူတို့ပြောတာနာမည်မှမပါတာညုံမြောက်နဲ့ကြိုက်နေတာမင်းလေကွာမင်းကိုပြောတာပေါ့ထားလိုက်စမ်းပါကွာအသားပဲ့ပါသွားတာမှတ်လို့အောင်တန်းရဲ့တီးခန့်စိတ်အပြည့်နဲ့ပြောဆိုတဲ့စကားတန်တွေကိုကြားလိုက်ရတာနဲ့ဘိုးတင်တို့၃ယောက်တယောက်ကိုတယောက်မင်းငေါပြကဘလို့ဆက်လုပ်ရမလဲဆိုတာကိုတိုင်ပင်နေကြတယ်။သိမကြတဲ့အချိန်မှာတော့ထတော်လေးကိုပေပင်ရွာမှအလူလိုက်ပို့တဲ့လူငယ်လူရွယ်တွေရောက်ချလာကြတယ်။သူတို့ကဘိုးတင်တို့၃ယောက်နဲ့အောင်တန်းတို့ဖွဲ့ကိုမြင်တာနဲ့ကိုမြကြီးကစတင်ပြီးတော့မကြေမနက်နဲ့စကားဆိုတယ်။ဟဲ့ကောင်လေးမင်းတို့ကောင်တွေကဘာကောင်နေလဲ။ကိုရွာအလူမာတော့စီစီလုံးလုံးမရှိကြဘူး။ဘာလို့နှဝိုင်းခွဲပြီးတော့ထိုင်နေရလဲတဝိုင်းနဲ့ထိုင်ကြဟုတ်တယ်မင်းတို့ကောင်တွေကိုကြည့်နေရကြပြီဘာလဲတိုက်ကြက်လို့ပြောရင်အမွေလူကျင်နေရလားကိုတိုက်ကြီးကကိုမြကြီးရဲ့စကားကိုထောက်ခံပြီးတော့သူဝါသနာပါတဲ့အရာနဲ့ခိုင်းနိုင်ပြီးတော့ပြောလိုက်ခြင်းပဲဖြစ်တယ်တိုက်ကြက်တွေကအရွယ်ရောက်လူမှာဦးကောင်းနေပြောင်းတဲ့အထိခွတ်တဲ့အချိန်ကိုအမွေလူကျင်လို့ပြောကြတယ်ကိုတိုက်ကြီးကဘိုးတင်နဲ့အောင်တန်းတို့တီဝါတဲ့သားအချင်းချင်းမသိမြတ်နေခြင်းကိုစုံမလိုတဲ့စေတနာနဲ့ပြောလိုက်ခြင်းပဲဖြစ်တယ်သူတို့နီးတူနောက်မှလိုက်ပါလာကြတဲ့ကာလာသားတွေကလည်းပြောဆိုလုပ်နေကြတာကြောင့်သူတို့နှစ်ဖွဲ့စောင်းကန်းကန်းနဲ့တဝိုင်းနဲ့ထိုင်လိုက်ကြတယ်။အောင်တန်းတယောက်ခက်ပြုံးဖြစ်နေတာကြောင့်ဘိုးတင်တို့၃ယောက်မကြည်မနှက်ဖြစ်လို့နေပါတယ်။ဒါပေမဲ့ကိုထက်ကြီးတဲ့သူတွေမှစူဆုံးမနေတာဆိုတော့ငြိမ်နေလိုက်ရတယ်။ဒီလိုနဲ့ကာလာသားတွေနဲ့အိမ်တော်ကြပြီးပေမဲ့အရွယ်ကောင်းသူတွေကကိုလွမ်းဝီရဲ့ထတော်အတွင်းမှာတဝိုင်းစာဖျားတွေကိုတစုတစည်းနဲ့ခင်းလိုက်ကြကဝိုင်းဖွဲ့လိုက်ကြတော့တယ်။တာယာနဲ့ဖိုးထွေကတော့ဘိုးတင်နဲ့အောင်တန်းတို့ရဲ့အကြောင်းမှဝင်ထိုင်လိုက်ကြတယ်။သူတို့ကအလူရဲဆိုတော့အလုတ်တီကိုနားကစိတ်လွတ်လပ်လွတ်နားနေကြတယ်။တချို့ကထန်းရည်တောက်ပြီးကြက်တိုက်ဖို့ရအတွက်ကြက်ဝိုင်းဖွဲဖို့အတွက်စိုင်းပြင်းနေတယ်။အဲ့ဒီထဲမှာတာအေးနဲ့ကိုတိုက်ကြီးကအဆိုးဆုံးပဲဖြစ်တယ်။ကိုကြီးတိုက်ကြီးကျုပ်မကိုလေးတကောင်ရထားတယ်။ညနေဝိုင်းမှာချကျင်နေဗျာ။ခုလက်ပဲလား။ကြီးထဲမှာလား။ကြီးလေးထဲမှာပဲကောင်းမှာပေါ့ဗျ။အေးကိုမီဝိုင်းပြီးမှပဲတိုက်တာပေါ့ကွာ။ပေပင်ရွာလေးမှာအလူရှိရဲ့ချိန်ကာလာသားတွေနဲ့ရွာသူရွာသားတွေကအလုတ်တောင်မသွားကြဘဲနဲ့ရွာမှာသာနေကြတယ်။ကျွဲနွားတွေကိုမကြောက်ကြတော့ပါ။မျက်တွေကိုကြိုတင်ရိပ်ပြီးအလူဝင်နေနဲ့ပွဲကြီးနေအတွက်နှစ်ရက်စာနွားစာကိုကြိုတင်ပြင်ဆင်ထားကြတယ်။ရွာလူကြီးကအလူပွဲမှာကြက်ဝိုင်းကိုခွင့်ပြုပေးထားကတန်ကြိုငွေကြီးနဲ့ထိုးခြင်းကိုလည်းခွင့်ပြုပေးထားတယ်။ဒါအပြင်ဒိုးသီး10လုံးကိုစီတန်းပြီးတော့တန်ကြိုနဲ့ထိုးရတဲ့ကိုမီထိုးခြင်းကိုလည်းဖွင့်ပြီးတော့စီစီကားကားလုပ်ကြတယ်။အခုပေပင်ရွာသားတွေကထန်းရီဝိုင်းမှာထိုင်ပြီးတယောက်နဲ့တယောက်စားလိုက်နောက်လိုက်တောက်လိုက်စားလိုက်နဲ့ပျော်ရွှင်နေကြတယ်။ထန်းရီလေးတော်တော်ဝင်လာပြီးရဲ့နောက်မှာဘိုးတင်တို့၃ယောက်နဲ့အောင်တန်းတို့ကလည်းရန်ဆောင်ခြင်းလုံးဝမရှိတော့ပဲတဲ့နေကြတယ်။သူတို့ကမတဲ့အတူနေမရှိဝေစားဆိုပြီးတော့ပြောရင်မှန်မှာပဲဖြစ်တယ်။တစောင်းမုံလာကြက်ခူးတဲ့အခါတိုင်းဘိုးတင်ရဲ့အိမ်မှာအောင်တန်းတို့အဖွဲအမြဲတမ်းရှိဖြစ်တယ်။သူတို့ကပွဲတော်လာတွေမှာတဲ့ကြပြီးတော့ကြံတဲ့ချိန်တွေမှာမတဲ့ကြပါ။အခုလေသူတို့တစ်ဖွဲ့တဲ့နေကြပြီးတော့ဘိုးတင်တယောက်အောင်တန်းအတွက်စက်သားတွေကိုဖဲ့ထွင်ပေးနေသေးတယ်။ဒါအပြင်အောင်တန်းကိုချီးမွမ်းခံဖွင့်လို့ပေါ့။အောင်တန်းမင်းဟာရွာလူကြီးဖြစ်မဲ့ကောင်တေးကြတယ်။ဘာကြီးရွာလူကြီးကမင်းကိုပဲရွာလူကြီးခန့်မှာ
တို့ရွာကြောင့်လည်းမင်းသိတာနဲ့ဆွေစဉ်မျိုးဆက်ဆိုတာထက်ရွာသားတွေလေးစားသဘောကျတဲ့သူကိုပဲရွာလူကြီးခန့်တာကွာမင်းကတော့အသေးချပဲဘိုးထင်ရမင်းကတော့ပြောတော့မယ်မင်းနဲ့မေလာရဲ့ချိန်ကြီးဘလို့ရှိလဲတော်ပါကွာပေပင်ရွာကောင်မလေးတွေကငါ့ကြည့်လာကြိုက်နေလို့ခက်နေတာဟိုနေ့ကဆိုရင်အမမီးကြော်တော့ငါ့ကိုတမျိုးကြီးကြည့်သွားသေးရဲ့ဘလို့မျိုးကြီးလဲဘိုးထင်မင်းမသိပါဘူးကွာသူတို့အကြည့်တွေကိုငါပဲနားလေတာဘိုးထင်ရဲ့စကားကြောင့်ထန်းရည်တောက်နေတဲ့ဖိုးထွင်းတယောက်ထန်းရည်တိမတက်ဖြစ်သွားတော့တယ်ဒီနောက်သူကဘိုးထင်ရဲ့နရင်ကိုအုပ်ပစ်လိုက်ကမကြည်မနှက်နဲ့စကားဆိုတယ်ဟဲ့ကောင်ဘိုးထင်မင်းဆိုတဲ့ကောင်ကတော့မဟုတ်တော့ဘူးနော်မင်းကိုကြည့်တယ်ဆိုတာနဲ့မိန်းကလေးတိုင်းကမင်းကိုကြိုက်နေတယ်လို့ထင်တော့တာပဲကိုဘိုးထွေခမ ्या မသိဘူးနော်သူတို့ရဲ့အကြည့်တွေမှာမယိုးဖြောင်းမှုတွေတိတ်ပြီးပါနေတယ်ဗျနောက်တစ်ချက်ထပ်အုပ်လိုက်ရဖိုးထွေးကလက်ကိုမြောက်ပြီးတော့အဲ့လိုတတိပေးလိုက်တဲ့အခါမှာဘိုးထင်တယောက်ငြိမ်သွားခဲ့တော့တာဂျိုးသိန်းနဲ့မင်းနောင်ကိုတော့ကိုလွမ်းဝီနဲ့တူတူသူတို့ရဲ့ထန်ရည်ဝိုင်းကိုအမီးနဲ့ထန်းရည်မျိုးတွေအဆက်မပြတ်ချပေးနေရဲ့ကိုလွမ်းဝီကမင်းနောင်နဲ့ဂျိုးသိန်းကိုငေါငန်းလို့နေရဲ့အဲ့ရဲ့ချင်းရာကိုထထောမှရှိတဲ့သူအားလုံးကသဘောကျလို့နေကြတယ်ငေါငန်းဖြစ်စံလွမ်းဝီရေအဲ့နှကောင်ပြေပေါက်တူးကိုပါငေါက်ပြစ်လိုက်စမ်းပေါက်တူးဘယ်ရောက်သွားလဲပေါက်တူးကိုကြီးချက်ကလည်းဗျာခမ ्या ကောင်ပေါက်တူးဟာဟိုမှလီအောင်တန်းတို့နောက်မှာဝလျားမှောက်နေပြီအဲ့ကောင်ပုံးနေရပဲဟဲ့ကောင်ပေါက်တူးထမင်းတို့ကောင်နေလွမ်းဝေရဲ့ဆိုင်မှာတောက်လျှောက်အကျွေးတောက်နေရဆိုအခု तू အလုံများနေတာမင်းတို့ကူရမှာကိုချက်ကြီးကအဲ့လိုပြောတဲ့အခါအောင်တန်းနဲ့ထမ်းမင်ကြားမှာပုံပြီးတော့ထန်းရည်တောက်နေတဲ့ပေါက်တူးတို့ငုတ်တုတ်ထထိုင်လိုက်ကြတယ်ပေါက်တူးကတောက်လက်စထရည်ခွက်ကိုကောက်မော့လိုက်ပြီးရဲ့နောက်အောင်တန်းနဲ့ဘိုးထင်တို့ကိုတလဲစီကြည့်ကစကားဆိုတယ်မင်းတို့မှတ်ထားကြဘယ်တော့မှမိမမယူနဲ့မိမယူရင်ငါလိုမျိုးကြုံရလိမ့်မယ်ဘာဆိုင်လို့လဲကိုပေါက်တူးရဲ့ဆိုင်နာမဆိုင်တိတ်ကိုဆိုင်လို့တော့အော်နေသေးတယ်မင်းတို့ကြည့်ကွာလူပြိုလူလွတ်တွေကြတော့အခန့်သားထန်းရည်တောက်နေရဲ့ကွာတို့၃ယောက်ကြတော့ကိုလွမ်းဝေကိုလောက်ကူရမယ်တဲ့အဲ့ဒါဘာဖြစ်လို့လဲမင်းတို့သိလားမသိဘူးလေဘာဖြစ်လို့တော့မိမထန်းရည်ဘူးမပြီးတော့အကျွေးတောက်ရတယ်လေကွာအဲ့တော့အကျွေးရှင်ထတော်ပိုင်ရှင်ကိုဖားရတာပေါ့သွားမယ်ပုံးနေပါတယ်ဆိုမှနေပါအောင်ဒီထဲမှာဥချက်လဲမိမရပါပြီရော तू ကတော့အေးဆေးပါလားကိုပေါက်တူရဲ့ဟေးဟုတ်တယ်ဟေး तू ကတသိန်းမာမတယောက်အဲ့လိုရခဲ့တဲ့မိန်းမကိုရထားတာလေကိုပေါက်တူရဲ့အဖေကိုကိုချက်ကြီးတယောက်များစွာသဘောကျပြီးတော့တဟားဟားနဲ့ရီမောကခေါင်းကိုညှိပြီးသဘောကျလို့နေရဲ့အဲ့နောက် तू ကဘိုးထင်တို့၃ယောက်ကိုကြည့်လိုက်ကငါမင်းတို့ကိုကျေးဇူးတင်ရမှာရပါတယ်ဗျာကျုပ်တို့ကပါရမီဖြည့်တယ်လို့သဘောထားတာအေးမင်းတို့မြင်မှာအမှတ်ရတော့တယ်တန်ပြင်းရွာကနေပြောင်းလာတဲ့သားအမိကိုတီလားရွာတောင်ဘက်လေကွက်တွေနားမှာနေရလေကွာတိတယ်လို့ပဲမြကြီးမင်းပြောလိုက်စမ်းမအောင်ဟိုနေ့ကမင်းနဲ့ငါ့ကိုအကူကြီးတောင်းတဲ့ကိစ္စလေကိုချက်ကြီးကဘိုးထင်ကိုစကားဆိုနေခြင်းကနေကိုမြကြီးကိုလှမ်းပြီးတော့ပြောလိုက်ခြင်းပဲဖြစ်တယ်အဲ့နောက်ကိုမြကြီးကတောက်လက်စထရီခွက်ကိုကုံစင်အောင်မော့တောက်လိုက်ကအကြီးကျွေကိုပြောတာလားဟုတ်တယ်လေဩကဲဒီလိုဘိုးထင်ရေအကြီးကျွေတို့ကမြီးဖွား2ယောက်ရှိတယ်ကွာတို့ရွာမှာလာအခြေချတာမင်းသိတဲ့အတိုင်းအိမ်ဝိုင်းတွေကလည်းရောင်းဖို့မရှိကြဘူးမလားဟုတ်တယ်ကျုပ်တို့ဝိုင်းမှာအိမ်ဝိုင်းရောင်းကျင်တဲ့သူမကြားမိဘူးအေးအဲ့ဒါကြောင့်ဘာကြီးငမရဲ့ရွာဘေးကကုန်းမြေကွက်လက်ကလေးကိုဝယ်ပြီးတော့အိမ်ဆောက်နေတာသူအိမ်ဆောက်တုံးမင်းတို့ရဲ့ရေအိုးစင်ကိုရောက်နေတာကျုပ်ကပြောတော့ကျုပ်လည်းတိတ်တတိမထားမိဘူးဘာဖြစ်လို့တော့သူ့မြီးလေးကိုတဆေလားတရေလားမသိပါဘူးဝင်ပူးနေလို့တဲ့အော်အဲ့လိုလားဖုန်းကြီးပင်ပေးလိုက်ပါလားကိုကြီးမြရမင်းသိတဲ့အတိုင်းလေတို့เจ้าကဖုန်းကြီးကလော်ကီကိစ္စတွေမှာဝင်မပါတော့ဘူးလေကွာမင်းကဘာဖြစ်လို့လဲတရွာရဲသားတွေဖြစ်နေပြီပဲဟာကူညီပေးလိုက်စမ်းပါကူညီတာကလွယ်တယ်ဗျကျုပ်တို့เจ้า तू သိရောသိလို့လားတော်ကြတမျိုးထင်နေမှာဆိုလို့ငါလည်းထိုက်တဲ့တလောက်တော့ပြောပြထားပါတယ်သိပါတယ်ကွအဲ့လိုဆိုရင်လည်းပြီးရောကျုံမနဲ့ပြန်လောက်မှသွားပေးလိုက်မယ်ဒီနေ့တော့အေးအေးဆေးဆေးနေလိုက်အောင်မယ်ဗျာအေးမင်းကောင်တာကြီးကိုလည်းတတိပေးလိုက်အောင်ဒီကောင်ကကြက်တိုက်တာအမြဲတမ်းရှုံးနေရဲ့သူ့ဘလေကိုတော့မှပဲမျက်စောင်းထိုးနေတယ်လို့ကြားတယ်နော်ကိုမြကြီးအဲ့လိုပြောလိုက်တဲ့အခါတာအီးကကိုမြကြီးကိုမကြည်မနှက်နဲ့ကြည့်ပြီးတော့စကားဆိုတယ်ကိုမြကြီးကလည်းဗျာကျုပ်ကိုအထင်သေးရန်ရောတာအီးရဲ့ချက်ကိုဘသူချက်ကနိုင်ဘူးလို့လဲမင်းချက်ကအင်ဂျယ်လီပေပေမှာဆိုရင်တော့ဟုတ်တယ်ပြီးခဲ့တဲ့လရေအိုးစင်မှာသွားတိုက်တာလဲမပေါင်ရတာကံကောင်းကိုပကြီးတို့ဝင်တားလို့သာတော်တော့တယ်မင်းချက်ကဘေးရွာရောက်ရင်ကြက်မစိတ်တွေများဝင်နေသလားမသိပါဘူးဟိုတပွဲဆိုရင်ရှက်လိုက်တာကွာအမစည်းခံလိုက်ရတယ်လို့ပဲ
အဲ့ဒီစကားကြောင့်တာအီးတယောက်ရှက်သွားကဘာမပြောညာမပြောနဲ့ထရီဝိုင်းကနေထွက်ခွာသွားရာဘိုးတင်နဲ့ပေတူးတို့အမြန်လိုက်သွားရတဲ့အထိဖြစ်ရတော့တယ်။နိုင်တော့ကတော့တပြုံးပြုံးနဲ့ရှုံးတော့မှလူကြားတဲ့အဆက်ခွဲတာစိတ်လျှော့စမ်းမှတာအီးဟာကိုကြီးမြကြီးကြောင့်လည်းအတိသားနဲ့မင်းကိုစားလိုက်တာပါကွာ။ဟာကွာငါကြက်မအမစီးခံရတာအထိပြောတာတော့မကောင်းပါဘူးကွာ။ तू ကကြက်အကြောင်းတိတ်နားမလဲလို့နေမှာပါကွာစိတ်ထဲထားမနေနဲ့တို့ထတော်ပြန်ရအောင်ထတော်ကိုတော့ပြန်မသွားကျင်တော့ဘူးကွာအလူအိမ်ထမင်းပြန်စားရင်ရောအေးအဲ့ဒါလည်းမစိုးဘူးပဲဘိုးတင်နဲ့ပေတူးတို့နှစ်ယောက်ကကိုမြကြီးရဲ့ပြောစကားတွေကိုစိတ်ဆိုးသွားပြီးရဲ့နောက်ထတော်ကနေထွက်သွားတဲ့တာအီးရဲ့နောက်ကိုလိုက်လာကြခြင်းပဲဖြစ်တယ်မြများဆဆတိတ်မရှင်းပြလိုက်ရပါတာအီးတယောက်ကောင်းစွာသဘောပေါက်နားလည်သွားတယ်အခုသူတို့၃ယောက်ကအလူအိမ်ရှိရာကိုသွားနေကြတာတိတ်မကြတဲ့အချိန်မှာဦးသိန်းညွန်းဆိုပြီးအမည်ရတဲ့အလူရှင်ကအိမ်ဝိုင်းထိပ်ကိုရောက်ရှိလာတယ်။အင်းတိုင်နေနဲ့တီးဆောက်ထားတဲ့အလူမန်းတက်ထဲမှာမိုးလေးမှမိုးချုပ်တဲ့အထိကျွေးမွေးနေရသူတို့၃ယောက်ဝင်လာလိုက်ကြတယ်။သူတို့ဝင်လာတာနဲ့ထမင်းကျွေးဖို့အလှည့်ကြတဲ့မိကျော်နဲ့လှရင်တို့အမျိုးသမီးအဖွဲ့မှသူတို့၃ယောက်ကိုပြုံးပြပြီးထမင်းစားဖို့အတွက်ပြင်ဆင်ပေးကြတယ်။ဘိုးတင်နဲ့တာအီးတို့ဟာသူတို့ကိုပြုံးကြည့်နေတဲ့သူတွေအားလုံးတို့ကသူတို့နှစ်ယောက်ကိုကြိုက်တဲ့သူတွေဖြစ်ထင်မြင်သွားကြကအချင်းချင်းတီးတိုးစကားဆိုနေကြတယ်။ဟဲ့ကောင်တာကြီးဟိုထမင်းထဲ့နေတဲ့မိချူကငါ့ကိုကြည့်နေတယ်လို့ပဲနော်။ဘိုးတင်ကပေါက်ကြီးကပြောနေပြန်ပြီ။မင်းကိုကြည့်နေရဒေါ်စိန်တုတ်ကြီးပါကွ။မိချူကငါ့ကိုကြည့်နေရ။မင်းမေကြီးရောဒေါ်စိန်တုတ်မိချူငါ့ကိုကြည့်နေရမင်းတို့မမြင်ဘူးလား။ဟိုမှာပြုံးတော့ပြုံးပြနေသေး။ခက်ပြီဘိုးတင်ကမင်းကိုပြုံးပြနေတာခင်လို့ပြုံးပြတာ။မင်းသူ့ရဲ့ပြုံးရဲ့အတိတ်ပဲမဖတ်တတ်သေးဘူးပဲ။တာအီးနဲ့ဘိုးတင်တို့အငင်းခုန်ဖြစ်နေကြတဲ့ချိန်ပေတူးတီကအင်ဒရီရလို့နေတယ်။သူကစကားများနေတဲ့ဘိုးတင်တို့နှစ်ယောက်ကိုကြည့်ကစိတ်ပြက်လက်ပြက်နဲ့စကားဆိုလာတယ်။မင်းတို့နှစ်ယောက်ကိုကြည့်ရတာတဲလေးပူလောင်ပါလားကွာ။သူတို့ကအလူလာတဲ့သူတိုင်းကိုပြုံးပြပြီးတော့ထမင်းကျွေးနေတာ။မင်းတို့ကဘာဖြစ်ချင်နေကြတာလဲ။ပေတူးရမင်းဒါရီနားမလဲသေးပါဘူး။ဘိုးတင်ကပေတူးကိုအဲ့လိုပြောတော့ပေတူးတယောက်ဦးခေါင်းကိုခါရမ်းလိုက်ကမင်းတို့နှစ်ယောက်ကိုကြည့်ရတာကိုဖိုးထွေးနဲ့ကိုတာရတို့တော့အထက်ကိုပိုဆိုးနေပြီ။ဟဲ့ကောင်ပေတူးအဲ့လူတွေတော့သူတို့ကိုသူတို့တိတ်ပြီးအထင်ကြီးခဲ့ကြတာကွာမင်းတို့ကြတော့ရောတို့ကတကယ်အဖြစ်မှန်ကိုပြောတာကွာအလကားအထင်ကြီးနေတာမဟုတ်ဘူးတာအီးနဲ့ဘိုးတင်တို့ကတစ်ဖက်ပေတူးတယောက်တည်းကတစ်ဖက်စကားပြောနေကြစဉ်အိမ်ဝိုင်းထဲမှာရုပ်ရုပ်တည်းဖြစ်နေကြတာကိုမြင်နေရပေမဲ့သူတို့စိတ်မဝင်စားကြပါတိတ်မကြတဲ့အချိန်မှာတော့မဲလာနဲ့မိကျော်တို့နှစ်ယောက်ဘိုးတင်ရှိရာစီကိုခက်မြန်မြန်လှမ်းလာကြကမိကျော်ကအမောတကောနဲ့စကားဆိုလျက်ဘိုးတင်ဟိုမှာအလူရှင်သမီးအမမြဆန်ကိုစုံးဝင်ပူးနေလို့လူကြီးတွေကလည်းဘုန်းကြီးကျောင်းရောက်နေကြတယ်။နင်တခုခုလှုပ်ပေးလိုက်အောင်။ဟုတ်လားအမ။ဟုတ်တယ်မြင်မြင်လား။သူ့ရဲ့အဝတ်စားတွေကိုပါချွတ်နေတာတဲ့အကြီးရွှေမီနဲ့ဒေါ်တုတ်တို့ထိန်းထားတယ်။အဲ့ဒါကြောင့်ဘိုးတင်တို့၃ယောက်ကလူအများစုယုံနေကြတဲ့နေရာစီကိုသွားလိုက်ကြတယ်။ရွာသူရွာသားတွေကဘိုးတင်ရောက်လာတာနဲ့လမ်းဖယ်ပေးကြတယ်။ဘိုးတင်ကဒေါ်တုတ်နဲ့အကြီးရွှေမီတို့နှစ်ယောက်မနိုင်မနှင်းထိန်းချုပ်ထားရတဲ့မမြဆန်းကိုကြည့်လိုက်တယ်။မမြဆန်းရဲ့ကိုယ်ပေါ်မှာမိန်းမတစ်ယောက်ရဲ့မသိမကွဲတဲ့တံကပူးလိုက်ခွာသွားလိုက်ဖြစ်နေတာကိုတွေ့လိုက်ရတယ်။ဒါကြောင့်ဘိုးတင်ကဦးခေါင်းကိုညှိလိုက်ကသူ့ရဲ့နဘေးမှာရှိနေတဲ့တာအီးနဲ့ပေတူးကိုကြည့်ပြီးမင်းတို့နှစ်ယောက်အမကြီးမြဆန်းကိုအိမ်ရောက်ကိုခေါ်လာခဲ့ကြ။အမမိကျော်ခမတို့ကအိမ်ရောက်မှာဖျားခင်းထားမဲလနေမှာကူပေးလိုက်။ဘိုးတင်ကခက်တီတီနဲ့ပင်တာအီးနဲ့ပေတူးကိုခိုင်းလိုက်ရင်မှမိကျော်နဲ့မဲလကိုပါတစ်ဆက်သေးပြောလိုက်တယ်။မဲလကတော့ဘိုးတင်ကိုမကြည်မနှက်နဲ့ခက်တူးတူးစကားဆိုကမိကျော်ရဲ့နောက်ကိုလိုက်သွားတယ်။လူကိုကဆရာကြီးလိုနပြားကြီးလိုနဲ့ကြည့်လို့ကိုမရဘူးမဲလာညိပါရီပြောနေရလဲအိမ်ဘောကဖြာတွေကိုသွားတယ်အောင်နှင်းနေလို့ဘိုးထင်ငေါ့နေအောင်မယ်နော်ဩငေါ့ကြည့်ပါလား तू ကကြုတ်ဖေမို့လို့ကြောက်ရမှာလားအမိကျော်လို့သာကြောက်နေသူမတို့နှစ်ယောက်စကားပြောရင်းနဲ့အိမ်ဘက်ကိုသွားနေတာကိုဘိုးထင်နောက်ကနေလှမ်းကြည့်ပြီးအတန်မမာနဲ့အော်ပြောလိုက်တယ်မဲလာနင့်ကိုနေအငိတ်မင်းသမီးများမှတ်နေလားဒီမှာထိန်းထားရတာနော်မြန်မြန်ယူပြီးတော့ခင်းဟာအေးပါရဲ့တကယ်တည်းမှာပဲငေါ့လိုက်တာနော်နင်ရလေဘိုးထင်ရဲ့စူငေါ့ချင်းကိုခံလိုက်ရတဲ့မဲလာကမိကျော်ထက်တောင်မြန်နဲ့ခြေလန်းနေနဲ့အိမ်ပေါ်ကိုတက်သွားကဖြာနှစ်ချက်ကိုတဲမပြီးအိမ်အောက်မှာခင်းလိုက်တယ်မိကျော်ကမဲလာကိုပြုံးပြီးတော့ကြည့်ကနောက်ထပ်ဖြာတွေကိုယူကအိမ်အောက်မှာခင်းပေးလိုက်ပြီးရဲ့နောက်ဘိုးထင်ကိုလှမ်းអော်ပြီးစကားဆိုလိုက်တယ်ဘိုးထင်ခင်းပြီးပြီဟုတ်ကဲ့မမိကျော်ကဲတာကြီးနဲ့ပေတူခေါ်ခဲ့တော့ကွာလေးကြီးတို့နှစ်ယောက်လဲလိုက်ခဲ့အမမြင့်စံရဲ့အနားမှာပဲနေဘိုးထင်ကမမြင့်စံကိုအိမ်အောက်ကိုခေါ်ခိုင်းလိုက်တယ်ဒီနောက်သူကမမြင့်စံနဲ့မျက်နှာချင်းဆိုင်မှာတင်မင်ခွေထိုင်ပြီးမမြင့်စံရဲ့လက်မောင်းကိုတစ်ဖက်တစ်ချက်ကင်ထားတဲ့တာအီးနဲ့ပေတူးကိုမင်းငေါ့ပြလိုက်က
မင်းတို့သူ့ကိုထားခဲ့တော့ဘိုးထင်အဲ့လိုစကားဆိုလိုက်တဲ့အခါဒေါ်တုံးနဲ့အကြီးရွှေမီတို့နှစ်ယောက်အနှဲငယ်မျက်နှာပြတ်သွားကြကဘိုးထင်ကိုလှမ်းပြီးတတိပေးတယ်ဘိုးထင်ဖြစ်ပါမလားမြင်စမ်းကိုနှောက်ယှက်နေတဲ့ဆုံးမသူ့ကိုအဆက်ကွဲအောင်လို့လုပ်နေရနော်နင်တို့နှစ်ယောက်တောင်လှမ်းမြင်လိုက်လို့ထိန်းထားနိုင်တာရပါတယ်လေယာဒင်းကျုပ်ရှိပောက်ကရလှုပ်ရဲလှုပ်ကြည့်ဘိုးထင်ဆိုတဲ့ကျုပ်ကအရင်ကလိုညာမဲ့သူမဟုတ်တော့ဘူးဆိုတာဒင်းသိသွားစီရမယ်အေးအဲ့ဒါဆိုရင်လည်းပြီးတာပဲအေးငါကစိတ်ပူလို့ပြောတာနော်ဆရာလုပ်တယ်လို့လည်းထင်မနေနဲ့ရောအင်းပါဗျာကျုပ်သိပါတယ်လေးရလည်းထူးထူးဆန်းဆန်းစကားတွေပြောနေပြန်ပြီအရင်ကလိုမဟုတ်တော့ဘူးဆိုတော့ငါတို့လည်းလက်နာပေါ့တော့ဒေါ်တုံးရဲ့စကားကိုအားလုံးဝိုင်းပြီးတော့ထောက်ခံကြတယ်တိတ်မကြတဲ့အချိန်မှာတော့အိမ်အောက်မှာလူတွေပြေလာကဘိုးထင်ဆုံးထုတ်မဲ့အရေးကိုစိတ်ဝင်တစားနဲ့စောင့်ကြည့်လို့နေကြတယ်ဘိုးထင်ကတော့သူ့ရဲ့ရှိမှထိုင်နေကသပင်တွေဖယိုဖယဲနဲ့မမြင့်စံကိုတီချာစူးဆိုင်ကြည့်လိုက်ပြီးရဲ့နောက်သူမရဲ့ကိုယ်မှာဝင်ရောက်ပူးကပ်နေတဲ့ဆုံးမကိုခက်ထန်စွာနဲ့စကားဆိုလိုက်တယ်။ကောင်မနေလူတစ်ဖက်သားကိုဘာလို့နှောက်ယှက်နေရလဲ။ဟာငါနဲ့ကိုအထက်လန်းစရာထင်ပြီးငြိမ်နေတာ။အခုတော့နေကအထက်လန်းစရာအယောင်ဆောင်ထားတဲ့အောက်လန်းကောင်ကိုပူးကပ်ခံနေရတဲ့မမြင့်စံအဲ့ရဲ့စကားကိုဆိုပြီးရတဲ့ရွာသားတွေရဲ့ဘက်ကိုမျက်နှာမူပြီးအတန်ခက်ကြဲကြဲနဲ့စကားဆိုတယ်။နင်တို့ပေပင်သားတွေမှတ်ထားဒီကောင်ကအောက်လန်းကောင်ပဲမမြင့်စံရဲ့နှုတ်ကနေအဲ့လိုပြောတဲ့အခါရွာသားတွေကဘာတုံ့ပြန်မှုမျိုးကိုမှမလုပ်ကြပါဒီနောက်အကြီးရွှေမီကအပူကက်ခံနေရတဲ့မမြင့်စံကိုကြည့်ကဆုံးမညီပါရီလျှောက်ပြောနေရလေတို့တရွာလုံးဘိုးထင်အောက်လန်းပညာသည်မှန်သိရဲ့ဟုတ်တယ်လေဘိုးထင်အောက်လန်းပညာသည်မှန်တရွာလုံးသိတာပဲနင်တော့နာတော့မှာအောက်လန်းဆိုတော့နင့်ကိုညှမှာမဟုတ်ဘူးဟုတ်တယ်အထက်လန်းဆရာတွေရတာမေတ္တာထားပြီးတော့နင့်ကိုဆုံးမမှာဘိုးထင်ကတော့နင့်ကိုအရေးကွန်စုပ်တော့မှာအရေးကွန်စုပ်တာဘယ်ဟုတ်မလဲတော့မျော့ရီမိရင်လှုပ်တယ်လို့လေဦးရီအသေးတွေကိုပြောင်းပြန်လှန်ပြီးတော့တုံးနဲ့ထိုးတော့မှာဆုံးမတော့နာတော့မယ်ဟုတ်ပါမမြင့်စံကိုနှောက်ယှက်တဲ့ဆုံးမနားကားတော့မယ်နားကားယုံနေဘယ်ကမလဲပလုတ်ပါရောင်တော့မှာအကြီးရွှေမိကအစားပြုပြီးတော့ရွာသူရွာသားတွေကတယောက်တစ်ပေါက်နဲ့အဲ့လိုသောစကားတွေကိုဆိုလိုက်ကြရာမမြင့်စံကိုဝင်ပူးနေတဲ့ဆုံးမဘလို့ပြုတ်လို့ရမယ်မှမသိဖြစ်လို့နေရဲ့ဒီအခါဘိုးထင်ကခက်ပြုံးပြုံးအမူအရာနဲ့ရွာသားတယောက်ကိုလက်ရက်ခေါ်လိုက်ကကိုကိန်းကျုပ်ကိုကွန်းအစ်ပေးဗျာအေးဘိုးထင်ငါရပေးရမလားမရပေးနဲ့ဗျရတယ်ဒီဆုံးမဘသူဆိုတာကိုကျုပ်သိသွားပြီကျုပ်ကွန်းတရားရမယ်ဗျာအဲ့ဒီချိန်တွင်ဒီကောင်မဆက်ပြီးတော့နှောက်ယှက်အောင်မယ်ဆိုရင်တော့ဒင်းတော့နာပြီတာမှတ်အေးချကွာချကိုကိန်းကဘိုးထင်ကိုကွန်းအစ်မြ мян ယူပေးလိုက်တယ်ဘိုးထင်ကလည်းကွန်းအစ်ကိုသူ့ရဲ့ရှေ့မှာချပြီးရဲ့နောက်ကွန်းအစ်တရွက်ကိုရေခါပြီးထုံးတိုးလိုက်တယ်အဲ့နောက်ကွန်းညက်နဲ့ကွန်းတီကိုစိတ်လိုက်ကစီးရွက်ကြီးထည့်ပြီးတော့ယာလိုက်ပြီးပါဇက်သေးကိုငုံလိုက်တဲ့အချိန်မှာတော့ဝင်ပူးခံနေရတဲ့မမြင့်စံတယောက်တုံရီလို့သွားကနောက်ကိုလန်ကျပြီးတော်တုတ်ကဖမ်းထားလိုက်ကြတယ်ပြီးရဲ့နောက်မမြင့်စံပြန်တတိရလာကဖြစ်ပျက်နေရတွေကိုကြည့်ပြီးအံ့ဩလို့နေရဲ့အကြောင်းစုံကိုတော်တုတ်ပြောပြလိုက်တဲ့အခါမှာမမြင့်စံကများစွာအံ့ဩသွားပြီးဘိုးထင်ကိုကျေးဇူးတင်စကားအထက်ထက်ဆိုတယ်ဒီနောက်ရွာသားတွေကလည်းဘိုးထင်ကိုချီးကျူးကြတယ်ဘိုးထင်တို့ဆုံးမကိုကွန်းလေးရာပြပြီးတော့အနိုင်ယူလိုက်တာများကွာတိတ်ပြီးကြပြဆန်းနေဟိဟုတ်ပါတော့ကျုပ်ကတော့မမြင့်စံကိုကြိမ်လုံးနဲ့စော့မိတ်ချင်နေတာအခုတော့ကွန်းရာပြလိုက်တာနဲ့ပြေးသွားတယ်တော့အေးဆိုမပြေးရင်လည်းဘိုးထင်ဆိုတဲ့ကောင်ကလွယ်မှာမဟုတ်တာဒီလိုနဲ့ဘိုးထင်တို့ကရွာသားတွေချီးကျူးနေတဲ့ကြားကနေ၃ယောက်သားတယောက်မျက်နှာတယောက်ကြည့်ပြီးတော့ပြုံးလို့နေပါတော့တယ်ဟဲ့ကောင်လေးဘာဖြစ်ရတာတော့ဘိုးထင်ရဲ့နေအိမ်မှာဖြစ်ပြီးတော့အိမ်ရှိကုပစ်မှာဘိုးထင်တာအီးနဲ့ပေတူးတို့၃ယောက်ထိုင်နေရင်းမှတာအီးတယောက်တောက်ထခောက်ပြီးတော့ဘိုးထင်ကမေးမြန်းလိုက်ခြင်းပဲဖြစ်တယ်။အဲဒီခါတာအီးကမကြည်မနှက်နဲ့စကားဆိုလိုက်တယ်။မင်းမေစဉ်းစားကြည့်ကွာ။ဆုံးမအမကြီးမြင့်စံကိုလူကြားတဲ့အဆက်ကွဲအောင်လုပ်တာ။လေးမတုတ်ပြောပုံရကတော့ကွာ။ထမိန်ချွတ်နေတာကိုလှမ်းမြင်လို့ပြေးထိန်လိုက်ရတာတဲ့။ဘလောက်တောင်တောက်ကျင်ရုပ်တဲ့ဆုံးမလဲကွာ။အေးဟုတ်တယ်ဘိုးထင်။အဲ့ဒါတော့ငါလေးလက်ခံနေတော်တော်အစ်စ်မကောင်းတာပဲ။မင်းပြပြစမ်းကွာအဲ့ဆုံးမဘယ်ရလဲငါသူ့ပုံစံကိုမြင်လိုက်ရတယ်ကွာမင်းတို့အားချောင်လို့တော့မရဘူးနော်မင်းတို့နှစ်ကောင်ကအယုံကြည်ရဆုံးသူတွေမို့လို့ပြောပြမှာငါဘာမှားထားတယ်အဲ့လိုမျိုးတွေဆိုရင်ဘသူ့ကိုမှမပြောရဘူးတဲ့မင်းရလဲကွာတို့တွေမှာအိမ်ရှိတာတော့မင်းနဲ့လာနေတာငါတို့မှမယုံရင်မင်းဘသူ့ယုံမလဲအေးအဲ့ဒါဆိုရင်လည်းငါပြောပြမယ်လာဒီနောက်ကိုတို့ဘိုးထင်ကတာအီးနဲ့ပေတူးကိုသူ့ရဲ့နောက်ကတ်ခိုင်းလိုက်ပြီးရဲ့နောက်အတန်ခတ်တူးတူးနဲ့စကားဆိုတယ်ငါမြင်တာတော့မတ်မူရကွာဟင်ချောတော်မော်တော်အမကြီးလားတခါအမမြင့်စံတို့ရဲ့အိမ်ကိုအလေလိုက်လာတဲ့အမလေးဟုတ်တယ်ဟာ
သူကတော့ငါမမြင်တော့ဘူးထင်ရင်ထင်နေမှာငါပညာနည်းနည်းမြင့်နေပြီသူ့ကိုတေချာမြင်လိုက်တယ်ဟာတငယ်ချင်းကိုကွာဘာလို့အဲ့လိုလုပ်တာလဲမသိဘူးလေကွာအမမြင့်စံတို့ချမ်းသာလာလို့နေမှာပေါ့ပြီးတော့အမမြင့်စံရေဦးစင်ကကိုဖိုးရွဲနဲ့လေကြိုက်နေတာတဲ့အိမ်မှာဇလန်းတွေရှိရင်လည်းရှိမှာပေါ့ကွာနေပါအောင် तू ကဘာလို့မမြင့်စံကိုအခုလိုမျိုးအရှက်ရအောင်လုပ်တာလဲငါစိတ်ထင်တော့ तू ကခေါင်းဆုံးအဆင်းလောက်ပဲရှိတာကွာလူကိုသေးတဲ့အထိမပြုတ်စားနိုင်ဘူးပြီးတော့မင်းတို့သိတဲ့အတိုင်းအမမြင့်စံဆိုတာတိတ်အရှက်ကြောက်ကြီးတာမလားဟိုတခါရေခက်ရင်လဲတာတော့မှအိန္ဒိယနေ10ရက်ကျော်လောက်မထွက်ဘူးတဲ့အခုလိုသာဖြစ်ရင်တော့မလွယ်ဘူးအေးငါသဘောပေါက်ပြီသူတို့၃ယောက်အချိန်တော်ကြာတဲ့အထိဘာစကားမှမပြောဘဲနဲ့ငြိမ်သက်လို့နေရဲ့အိမ်နောက်တာအီးကတစ်ချက်ပြုံးလိုက်ကဒါပေမဲ့မတ်မူရာချောတယ်ကွာဟိဟိတာအီးမင်းစိတ်ထဲဘာရှိနေလဲဆိုတာငါသိရဲ့နော်ဘာရှိရလဲပြောစမ်းပေတူငါလဲမင်းလိုပဲအိမ်နောက်တာအီးနဲ့ပေတူကမောင်ဘိုးထင်ကိုပြုံးပြီးတော့ကြည့်ကဘိုးထင်အမကြီးမြင့်စုံနှောက်ရှက်တာမတ်မူရာဆိုတာသိကြလားမင်းတို့ကငါ့ကိုမယုံတာလားမဟုတ်ပါဘူးကွာသိကြအောင်လို့မင်းတို့မျက်နှာတွေကြည့်ရတာပြုံးစီစီနဲ့ဘာဖြစ်နေရလဲဟိုလေကွာမင်းမဲစဉ်းစားကြည့်တာအီးကအဲ့လိုစကားချီလိုက်ကဘိုးထင်ကိုကြည့်ပြီးစကားဆိုလိုက်တယ်အမကြီးမြင့်စံဆိုတာသဘောမနှောလဲကောင်းလူတွေကိုလည်းတိတ်ပြီးတော့ကူညီတတ်တာလေအဲ့လိုအမကြီးတယောက်ကိုအသက်သေးနိုင်လောက်တဲ့အထိနှောက်ရှက်တာလေကွာအဲ့လိုမျိုးကိစ္စကိုဘာအပြင်းမှမပေးပဲလွတ်လိုက်တာတော့မင်းသိပ်မားတယ်ဘိုးထင်တာအီးကအဲ့လိုပြောလာတဲ့အခါပေတူးကခေါင်းကိုတဆန်းဆန်းနဲ့ညှိပြီးတော့တာအီးရဲ့စကားကိုထောက်ခံလိုက်တယ်ဟုတ်တယ်တာအီးပြောတာသိပ်မှန်တယ်မင်းဘာအပြင်းမှမပေးလိုက်တာတော့မင်းသိပ်မားတယ်ဘိုးထင်မင်းသိပ်မားတယ်ဒါနဲ့နေပါအောင်ငါကဘလို့အပြစ်ပေးရမှာလဲမင်းသူ့ကိုခေါ်လို့ရတယ်မလားခေါ်လို့ရတယ်လေသူမှန်းသိနေရပဲတယောက်ယောက်ကိုဝင်ပူးခိုင်းလိုက်ရင်ရနေအောင်ဘိုးထင်အဲ့လိုပြောတဲ့အခါတာအီးနဲ့ပေတူးတို့နှစ်ယောက်တယောက်မျက်နှာတယောက်ကြည့်လိုက်ပြီးရဲ့နောက်ဘိုးထင်ကိုပြုံးပြလာကအဲ့လိုမဟုတ်ဘူးလေကွာလူကိုယ်တိုင်ခေါ်လို့မရဘူးလားသူကိုယ်တိုင်လာအောင်ခေါ်လို့ရလားလို့အမိတ်ပေးခေါ်ရင်တော့ရပါတယ်သူ့အစင်ကနှိမ့်တာ哦ဟုတ်လားအဲ့ဒါဆိုရင်ခေါ်လိုက်ပါလားကွာအဲ့ဒီကဘိုးထင်ကပေတူးနဲ့တာအီးရဲ့အကြံစီကိုသဘောပေါက်သွားကမျက်နှာကိုတီးလိုက်ပြီးတော့ပြစ်တင်ပြောဆိုလေမင်းတို့နှစ်ယောက်ရဲ့အကြံစိုးတွေကိုငါသဘောပေါက်ပြီမင်းတို့ကွာမင်းတို့မှာအမတွေနှမတွေမရှိဘူးဆိုတာတိတ်တိတာတယ်နှမသားချင်းကိုချင်းစာစမ်းပါကွာမင်းတို့တွေအဲ့လိုတွေးနေတာကိုလေတော်တော်ကိုအောက်တန်းကျနေပြီမင်းထင်တယ်လို့မဟုတ်ပါဘူးကွာလက်ကလေးကင်ပြီးတော့တစ်ခါလောက်လေးပဲဖက်ချင်ုံပါအဲ့ထက်မပို့ပါဘူးကွာတာအီးကအဲ့လိုပြောတဲ့အခါပေတူးကလည်းမျက်နှာငယ်လေးနဲ့ရှင်းပြလာတယ်ငါလည်းတာအီးပြောတယ်လို့ပဲပြီးခဲ့တဲ့လားအဲမကြီးရွာကိုလာကြတဲ့ငါတိတ်သဘောကျတာတခါမှမဖက်ဘူးလို့ဖက်ကြည့်ခြင်းုံလေးပါကွာမင်းကလည်းသူတော်မှအမကြီးမြင့်စံကိုနှောက်ရှက်သေးတာပဲတို့အဲ့လိုလုပ်တာအပြစ်ပေးတယ်လို့သဘောထားလိုက်လေကွာနော်တော်အဲ့ဒါစီးဖောက်တာကွာမင်းကလည်းကွာဖက်ယုံလေးပဲငါဂတိပေးတယ်ကွာဖက်ယုံပဲဖက်မှာမင်းသူ့ကိုကြိုက်နေတာငါတို့လည်းသိတာတို့တွေအပြစ်ပေးတယ်လို့ပဲသဘောထားလိုက်ကြရအောင်လေကွာနော်မင်းသိတဲ့အတိုင်းမတ်မူရာတအားလှတာလေကွာဒီတခါတည်းပါကွာနော်အကျန်သမားပေတူးတို့နှစ်ယောက်ဘိုးထင်ကိုစီးယုံလို့နေရဲ့ပြီးခဲ့တဲ့လကရွာလာလေတဲ့မူရာရဲ့အလှကိုလူပြိုလေးတွေဖြစ်ကြတဲ့မောင်ဘိုးထင်တို့ဖွဲ့ရှင်သက်ရှုမော်ဖြစ်ကြကသူတို့ရဲ့အိမ်မက်ထဲမှာနတ်သမီးဖြစ်ပူတယ်အခုအခွင့်ကြုံတာနဲ့တကောင်သားနှစ်ယောက်တို့ကဘိုးထင်ကိုအကျန်စိုးကြီးတွေနဲ့အပိုင်ကတ်နေကြပြီဖြစ်တယ်စိတ်ပါချင်းချင်းဖြစ်နေတဲ့ဘိုးထင်ကလည်းတော်တော်ကြာတဲ့အထိစကားမပြောတော့ပဲတာအီးနဲ့ပေတူးတို့နှစ်ယောက်ပြောတဲ့စကားတွေကိုနားထောင်ကအတန်ကြာတဲ့အခါမှာဦးကောင်းကိုတစန်းဆန်းနဲ့ညှိပြီးစကားဆိုတယ်မင်းတို့ပြောတာတွေနားထောင်ကြည့်တော့လေဟုတ်တာပဲကွာသူတစ်ပါးအဆက်ကိုခွဲရင်သူလည်းပြန်ပြီးတော့အဆက်ကွဲမယ်ဆိုတာသူ့ကိုသိစေချင်မိရဲ့ငါမင်းတို့လိုနာဘူးလို့ပြောတာမဟုတ်ဘူးနော်ငါမင်းတို့နဲ့မတူအဲ့ဒီပညာတဲ့ကိုစုံမခြင်းနဲ့စိတ်ပဲရှိတာငါတို့သိပါတယ်ကွာအဲ့ဒါဆိုရင်မင်းငါတို့ပြောတာကိုလက်ခံနေလားလက်ခံရတော့မှာပေါ့ကွာမင်းတို့က2ယောက်ငါက1ယောက်ကိုဟုတ်ပြီလေမင်းကငါတို့နဲ့မတူဘူးဆိုတော့မတ်မူရအောင်မင်းမဖတ်ဘူးပေါ့နော်ဟာကွာမင်းတို့ဒီစကားပြောဦးမပြောသင့်ဘူးတောင်းပန်နေကွာမင်းမဖတ်ဘူးပေါ့ဖတ်မှာပေါ့ကွာမင်းမေကြီးတော့ငါကတော့သူတော်ကောင်းကြီးများလားလို့အောက်လန်းမှာဆိုသူတော်ကောင်းဖြစ်ပါမလားဟာဒီလိုနဲ့လူပြို4ယောက်ဖြစ်တဲ့ဘိုးထင်တို့ကစုံပညာတဲ့မူရအောင်ခေါ်ဆောင်ကပွေ့ဖက်ပြီးအပြစ်ပေးမဲ့အစီအစဉ်ကိုတိုင်ပင်လို့နေကြတယ်အချိန်ကညအချိန်ဖြစ်ပြီးတော့တပေါင်းလာဆန်ရက်တွေဆိုတော့လာရောင်ကထိုက်တင်တလောက်လင်းနေရဲ့
ပေပင်ရွာဝင်ညောင်ပင်ကြီးတပင်အောက်မှာရှိရဲ့ကုပြစ်မှာတော့ဘိုးထင်တို့၃ယောက်ထိုင်နေကြတယ်။တာအေးကလည်းတုံရီနေတဲ့အတန်နဲ့ဘိုးထင်ကိုစကားဆိုလာတယ်။ဘိုးထင်မင်းခေါ်ထားပြီးပြီမလား။ဘာလို့မလာသေးရလဲ။မင်းအတန်ဘာလို့တုံနေရလဲဟာချမ်းလေးမချမ်းပါဘူး။ရင်တုံတော့အတန်မှတုံသွားတာဟာ။အေးပါကွာခေါ်ထားပါပြီ။ညတကောင်ကျော်လောက်တော့ရောက်လာမှာပေါ့။မင်းတို့နှစ်ယောက်ကတအားလောနေရအောင်။စုံမရမယ့်သူတွေဆိုတော့ကြူရောက်မှကောင်းပါလေကွာအေးစောင့်ကြတာပေါ့ငါတေချာမှန်မဲပြီးတော့ခေါ်ထားတယ်လာမလာလို့မရအောင်ဘိုးထင်ငါတို့ထက်မင်းကတော်တော်ဖြစ်နေလားလို့နော်ဟဲ့ကောင်မင်းဘာဖြစ်ချင်တာမင်းငါ့ကိုစော်ကားတာလားငါဖတ်မဲဆိုတာသူ့ကိုအမှန်တရားကိုမြင်စေချင်လို့ကွာမင်းတို့မကြည်နဲ့ရင်ပွဲဖြတ်လိုက်ရမလားပြောမင်းကလည်းမလုပ်ပါနဲ့ကွာမင်းရဲ့စေတနာကိုမတ်မှုရတယ်မဟုတ်ဘူးငါတို့လည်းနားလေပါတယ်တာအီးကစကားမှားပြီးတော့ပြောမိတာပါကွာပွဲပြတ်မယ်ဆိုတာကြောင့်ပေတူးတယောက်ဘိုးထင်ကိုချုံမော်လိုက်ရတယ်ဒီလိုနဲ့သူတို့ကဘာစကားမှမပြောဖြစ်ပဲအတွေးကိုစီနဲ့ရှိနေကြတယ်တာအီးရဲ့တွေးထဲမှာတော့တောင်းဖြောင်းမူရကိုဘလို့ဖက်ရမလဲဆိုပြီးတော့တွေးနေတယ်လို့ပေတူးရဲ့အတွေးတွေနဲ့အဖက်မခံပဲတခုခုလောက်ပါကဘလို့ရှောင်တင်းရမလဲဆိုတာကိုတွေးတောလို့နေကဘိုးထင်မှဖြင့်ကြိတ်ပြီးတော့ကြွေးနေရတယ်အလားနဲ့သမီးလေးကိုဖက်ရမယ့်အချိန်မှာသူ့ရဲ့လက်ကိုလက်သီးဆုပ်ထားရမလားလက်ဖြန့်ထားရမလားဆိုပြီးတွေးတောလို့နေကြတယ်ဒီလိုနဲ့သူတို့မျောလင့်ဆောင်စားနေတဲ့တကောင်ရဲ့အချိန်ကိုရောက်ရှိလို့လာတယ်ရွာဘက်မှတက်ကြီးကောင်းချချိန်မှာတုံနဲ့ချက်တန်နေတာပေါ်ထွက်လို့လာတယ်ချက်တွန်တန်ထွက်ပေါ်လာတာနဲ့တာအီးရဲ့အမေးစကားကလည်းပေါ်ထွက်လို့လာတယ်ဘိုးထင်မင်းခေါ်ထားတာတေချာရဲ့လားတကောင်ကြော်လာပြီကွမင်းမေကြီးတော့အခုမှတကောင်ရောက်တယ်အခုချက်ချင်းတော့ရောက်လာနိုင်ပါမလားသူကခေါင်းဆုံးအဆင့်လေးကွာကဝေရီလိုတိတ်ပြီးအစွမ်းမရှိဘူးလမ်းလျှောက်လာမှာအေးပါကွာငါအပြစ်ပေးခြင်းနဲ့စိတ်လောနေလို့ပါမင်းတို့ကိုပြောထားမယ်နော်တို့အစအတိုင်ပင်ထားသလိုပဲဖက်ပဲဖက်ရမှာစီးဖောက်တို့ကတော့မင်းတို့ကောင်တွေကိုငါကိုယ်တိုင်ရွာလူကြီးနဲ့တိုင်မှာအေးပါကွာမင်းကလည်းမင်းသာစိတ်ထိန်တာအီးနဲ့ဘိုးထင်တို့စကားပြောနေစဉ်လာရောင်အောင်မှာသူတို့စီကိုမိန်းကလေးတယောက်လမ်းလျှောက်လာနေတာကိုပေတူးလမ်းမြင်လိုက်ရကစကားများနေတဲ့တာအီးနဲ့ဘိုးထင်ကိုတတိပေးလိုက်တယ်မင်းတို့စကားများမနေနဲ့ဟိုမှာမတ်မှုရမလားလှချက်ကွာငါသွားကြိုလိုက်အောင်မေဟဲ့ကောင်စိတ်ထိန်ုံဟာတို့ကသူ့ကိုအပြစ်ပေးရမှာခက်တီတီနေမင်းတို့နှစ်ကောင်ငပေါ်တွေလုံမနေနဲ့တော်ကြဟိုကအဖက်မခံပဲနေအောင်မေအေးမင်းပြောတာဟုတ်တယ်ဘိုးထင်မင်းကတော့အကြံဆိုးဆိုရင်တိတ်ထွက်ပွဲဖြတ်လိုက်ရမလားမဖြစ်ပါနဲ့ကွာမင်းကလည်းဟဲ့ကောင်နေတိတ်တော့ဟိုမှာအနားရောက်လာပြီလာရောင်အောင်မှာသပင်ကိုဖားလျားချထားပြီးကိုခန္ဓာနဲ့လိုက်ဖက်စွာခရိုးရိုးအဝတ်စားကိုဝတ်ဆင်ထားတဲ့မူရာလူပြိုလေး၃ယောက်တို့ရဲ့အကြည့်တွေကိုမလွဲနိုင်လောက်အောင်ပင်လှပလို့နေရဲ့မကြမီမူရာကလာရောင်အောက်ကနေပြီးတော့ညောင်မင်းကြီးရဲ့အရေးအောက်ကိုဝင်ကဘိုးထင်တို့၃ယောက်ထိုင်နေတဲ့ကိုပြည့်ရှိမှမတ်တက်ရက်ပြီးအတန်ခတ်မမာနဲ့စကားဆိုတယ်ငါရောက်ပြီးဘာကိစ္စလဲခမ ्या ကိုကျုပ်တို့ခေါ်တယ်ဆိုတာလူတစ်ဖက်သားကိုချင်းစာတက်အောင်လို့ပဲနင်ဘာပြောချင်တာလဲနင်ပညာငါထက်အဆင့်မြင့်လို့တာငါနင်ပြောတဲ့အတိုင်းကိုလိုက်နာကြတာနင့်ကိုကြောက်လို့တော့ထင်မနေနဲ့ခမ ्या ခုထိခမ ्या ရဲ့အမအောင်နားမလဲဘူးလားလူတစ်ဖက်သားကိုအဆက်ကွဲအောင်လုပ်ရင်ခမ ्या ပြန်ပြီးအဆက်ကွဲလိုက်မယ်ဆိုတာမသိဘူးလားနင်သိရှာရှိတယ်နင်ငါ့ကိုခေါ်တာဘာကိစ္စလဲခမ ्या ကိုကျုပ်တို့အပြစ်ပေးဖို့လောကကြီးမှာသူတစ်ပါးကိုအဆက်ရအောင်လုပ်ရင်ခမ ्या လည်းအဆက်ရမယ်ဆိုတာကိုကွက်ကွင်းမသားလေးဘာလုပ်တာလဲဘိုးထင်ရဲ့စကားတော့မဆုံးသေးဘူးစိတ်မြန်လက်မြန်ရှိလာတဲ့ပေတူးကုပြစ်ပေါ်ကနေဆင်းလာကမူရကိုပွေ့ဖက်လိုက်ပြီးမူရတယောက်အလန့်တကြားနဲ့ဆဲဆူလိုက်ခြင်းပဲဖြစ်တယ်ဘိုးထင်ကပြောလက်ဆစကားကိုရက်လိုက်ကဟဲ့ကောင်ပေတူးဘာလုပ်တာတော့မိရှာတအားရှိတာကိုငါစိတ်မရှိတော့ဖက်ပြီကွာပြီးရောကွာခမ ्या ကိုကျုပ်တို့ဖက်ပြီးတော့အပြစ်ပေးတာဗျာဟဲ့ကောင်တာကြီးမင်းဖက်တော့ဘိုးထင်အဲ့လိုပြောပြီးတော့တာကြီးကိုတတိပေးလိုက်တယ်ဒီခါတာကြီးတယောက်ကုပြစ်ကနေဆင်းလာကမူရရဲ့လက်ကိုဆွဲပြီးတော့လာရောင်အောက်ကိုခေါ်သွားလိုက်တယ်ဒီနောက်သူကမူရကိုတိုင်းဖက်လိုက်တယ်အဖက်ခံလိုက်ရတဲ့မူရကခိတ္တမြကြောင်နေပြီးရဲ့နောက်သူမကိုဖက်ထားတဲ့တာကြီးကိုအတင်းတွန်းဖယ်လိုက်ပြီးရဲ့နောက်တာကြီးရဲ့ပါးကိုအားနဲ့ရိုက်ချလိုက်ရာညောင်ပင်အောက်မှဘိုးတင်တို့တောင်ပါးနဲ့လက်ဝါးထိတန်ဖြန်းဆိုတဲ့အတန်ကိုကြားလိုက်ရတယ်တာကြီးအလှည့်ပြီးသွားတာနဲ့ဘိုးတင်ကကုပြစ်ပေါ်ကနေခုန်ချပြီးလာရောင်အောက်ကိုသွားပြီးပါးကိုလက်နဲ့ပုတ်နေတဲ့တာကြီးကိုတွန်းဖယ်ကမူရရဲ့လက်ကိုဆွဲလိုက်တယ်ဒီတစ်ချိန်မှာတော့မူရကဘိုးထင်ရဲ့ပါးကိုရိုက်ချလိုက်ပြန်တယ်။ရိုက်တာနဲ့တန်အောင်တော့မှုရမယ်အမရ။ဘိုးထင်ကအဲ့လိုပြောပြရနဲ့မူရကိုဖတ်တဲ့အပြင်ပါးကိုပါနမ်းနေပါတယ်ဒီတစ်ချိန်မှာတော့မူရဘိုးထင်ကိုတွန်းဖယ်လိုက်ကနင်တို့ငါ့ကိုဘာလို့မလို့လဲ။ဖတ်ပြီးတော့ပြစ်ပေးတာလေ
သွားတော့ရပြီမตาလေးတွေနင်တို့ငါ့အကြောင်းသိစေရမယ်သိရဲ့နောက်တစ်ခါခမည်းလူတွေကိုထပ်ပြီးအဆက်ခွဲမယ်ဆိုရင်ကျုပ်တို့ကဒီလောက်နဲ့ရက်မှာမဟုတ်ဘူးနော်မူရတယောက်ဘာစကားမှပြန်မပြောတော့ပဲအဲ့နေရာကနေပြေးထွက်သွားတော့တယ်ဘိုးထင်တဲ့ตาကြီးသူတို့ရဲ့ပါးကိုပုတ်ကအရိုက်ခံရပေမဲ့တန်နေကွာဖတ်ဖူးသွားပြီဟိငါတို့လူပြိုဖြစ်ပြီကွာအေးဟုတ်တယ်ငါတို့လူပြိုဖြစ်ပြီအဲ့ဒီချိန်ตาအေးနဲ့ဘိုးထင်တို့ရဲ့အနောက်ညောင်ပင်အောက်မှာထိုင်နေတဲ့ပေတူးရောက်လာကလေးနဲ့တီတီတဲ့စကားကိုဆိုပါတယ်မင်းတို့ကောင်တွေတိတ်မိုက်တယ်ပညာတဲ့မိန်းကလေးပဲတကယ်တော့မင်းတို့အဲ့လိုမလုပ်သင့်ဘူးဟာသူတော်ကောင်းလို့လာလုပ်နေသေးတယ်မင်းတို့ကြောင့်ငါအကျန်းဒီသုံးလိုက်ရတာငါကညှို့လို့ရှိသေးတယ်မင်းတို့ဘာလို့တန်းဖက်တာလဲစိတ်မရှိလို့ပေါ့ကွာตาအေးကညံတော့ကောင်းသားပဲကွာလာရောင်အောက်ကိုဆွဲခေါ်ပြီးတော့ဖက်လိုက်သေးတယ်အေးဆိုဒီကောင်မစိုးကဲအခုညတော့အဲ့လိုကောင်းပြီကွာအဲ့လိုနဲ့လူပြိုလေး၃ယောက်ဖြစ်တဲ့ဘိုးထင်ตาအေးနဲ့ပေတူးတို့ကသူတို့ပြုလုပ်ချင်တာတွေကိုမစင်သားမစင်ချင်းပြုလုပ်ပြီးရဲ့နောက်ကြည်နက်စွာနဲ့ရွာကိုပြန်ခဲ့ကြတော့တယ်ပရိသတ်များရှင်ဇလန်လေးကတော့ဒီမှာပဲပြီးဆုံးသွားပါပြီနောက်ထပ်ဇလန်လေးကိုလည်းစာရေးဆရာမောင်တင်ဆန်းရဲ့အောက်လန်းဘိုးထင်နဲ့မူယာမာယာဆိုတဲ့ဇလန်လေးကိုဆက်လက်ပြီးတော့တင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်ရှင်မင်းတို့ကောင်တွေကဘာကောင်တွေလဲကွာဘာကောင်မှမဟုတ်ပါဘူးအဘမင်းတို့ဘာကောင်မှမဟုတ်ဘူးဆိုတာငါသိတယ်အဲ့ဒါမြန်ဘာလို့မင်းနေသေးရလဲအဘရဲ့ဟာခွေးကောင်နေမင်းတို့လောက်ရက်မင်းတို့မသိဘူးလားအဲ့လိုစူပူကြီးမောင်းနေတဲ့သူကဦးအောင်ပဲဖြစ်တယ်ဦးအောင်ကကြက်ခိုးတိုက်ထားတဲ့ရမထာကျိန်လုံးကိုလက်ကကင်ပြီးတော့အိမ်ရှိတန်းလျားမှာထိုင်နေတဲ့ဘိုးထင်တို့၃ယောက်ကိုကျိန်မောင်းနေခြင်းပဲဖြစ်တယ်ဘိုးထင်တို့၃ယောက်ကလည်းဦးအောင်တယောက်စိတ်တူဒေါသထွက်နေတာကိုသိတယ်ဒါပေမဲ့ဘာကိစ္စကြောင့်ဒေါသထွက်နေတယ်ဆိုတာကိုမသိပါအဲ့နောက်ဦးအောင်ကလက်ထဲကကြက်ကိုတိုက်ထားတဲ့ရမထာကျိန်လုံးနဲ့ဇပွဲကုံကို၄-၅ချက်ခန့်ပုတ်လိုက်ကမင်းတို့တဲ့ပဲမိမယ်မင်းတို့ဘာမဟုတ်တာတွေလှုပ်ထားသေးလဲဟာအဘရာအိုးဆိုးခွက်ဆိုကျုပ်တို့မဟုတ်တာဘာမှမလှုပ်ထားပါဘူးဗျဟဲ့ကောင်နေမင်းတို့ဘာလှုပ်ထားသေးလဲဘိုးထင်ကကြံတဲ့ตาအေးနဲ့ပေတူးကိုမေးလိုက်တယ်ตาအေးတို့နှစ်ယောက်ကလည်းဦးကောင်းကိုခါရမ်းပြကအပြစ်ကင်းတဲ့သူတွေလိုပြုတ်မှုလို့နေရဲ့အဲ့ဒီအတွက်ဦးအောင်တယောက်ပို့ပြီးတော့ဒေါသထွက်သွားကမင်းတို့ကောင်တွေကိုခလေးဘိုးကတော့ငါမရိုက်ခဲ့ဘူးအေးအခုတော့ငါအနှစ်လာတိမ့်ထားတယ်ငါလက်ထဲကကျိန်ကိုဒီနေ့အတုံးချရတော့မယ်အဘကျုပ်တို့အပြစ်မရှိဘဲနဲ့ရိုက်လို့မရအောင်နော်ကျုပ်ရွာလူကြီးကိုသွားတိုင်လိုက်မှာသွားတိုင်ငါမင်းတို့အဲ့လိုတိုင်စေချင်တာအဲ့ဒါမှမိန်းကလေးတယောက်ကိုဆွဲလာရန်လာလုံမှုနဲ့မင်းတို့ကောင်တွေတန်းပြီးတော့ထောင်ကြမှာဦးအောင်အဲ့လိုဆိုတဲ့အခါဘိုးထင်တို့၃ယောက်တယောက်မျက်နှာတယောက်ကြည့်ပြီးအချင်းချင်းမင်းငေါပြကြတယ်ဦးအောင်ကစိတ်မရှိနိုင်တော့ပဲမတက်ထားရက်လာတဲ့ဘိုးထင်ရဲ့ကြောကိုကျိန်နဲ့ရိုက်လိုက်ကမင်းလားကွာနှာဘူးထားတာအဘလွတ်မဲ့နော်အဘရဲ့ကျိန်ကြီးကတအားနာတယ်ဗျဟဲ့ကောင်နေမင်းတို့ကောင်တွေကကြီးလာလေစိုးလာလေပဲအဘဘာတွေပြောနေရတော့ကျုပ်နားမလဲဘူးအေးမင်းတို့ကောင်တွေအခုထိအပြစ်ကင်းတယ်လို့လုပ်နေကြတော့မဲလားဘိုးထင်မင်းကွာတက်ထားတဲ့ပညာတွေကိုနှာဘူးထဖို့အတွက်အတုံးချရတယ်လို့ကွာဦးအောင်အဲ့လိုပြောလိုက်မှသာဘိုးထင်တယောက်သဘောပေါက်သွားပြီးตาအေးနဲ့ပေတူးကိုမင်းငေါပြရင်ဦးအောင်ကိုမကြည်မနှက်နဲ့စကားဆိုတယ်အဘကျုပ်ကိုကြည်ရိုက်မနေနဲ့အဲ့အကြံပေးကအဲ့နှကောင်ဘိုးထင်ဟဲ့ကောင်မင်းအဲ့လိုမပြောနဲ့လေကွာငါတို့ကဟိုဟာစားဆိုရင်မင်းစားမှာလားပြောမင်းတို့နှစ်ကောင်ကဘာကောင်နေလဲကွာယောက်ျားမဟုတ်ဘူးလားလုံရဲရင်ခံရဲရမှာပေါ့ခံတော့ခံရဲတယ်ဒါပေမဲ့ကြိမ်လုံးရကြက်တိုက်ထားတာဟာအခုမှကြောက်မနေနဲ့ဖတ်တော့ကမင်းအရင်စဖတ်တာဘိုးထင်အဲ့လိုပြောလိုက်တာနဲ့ตาအေးနဲ့ပေတူးတို့ကလည်းတန်းလျားမှာထိုင်နေရကနေမတ်တက်ထားရက်လိုက်ပြီးတော့ဦးအောင်ရဲ့ရှေ့ကိုသွားကตาအေးကခက်တီတီနဲ့စကားဆိုတယ်ဘာကြီးအောင်ကျုပ်ယောက်ျားပြလုံရဲရင်ခံရဲတယ်အေးငါအဲ့လိုစိတ်တက်မျိုးကြိုက်တာဘသူစဖတ်တာလဲစဖတ်တဲ့ကောင်ရှေ့ထွက်အဲ့ဒီခါပေတူးတယောက်ตาအေးရဲ့နာကိုတိုးကပ်လိုက်ကကျုပ်အရင်ဆုံးဖတ်တာဘာကြီးအေးဖတ်ရတာကောင်းလားသိမကောင်းဘူးဘာကြီးအမောင်ကြီးတဲ့မို့ကွာဒီကောင်မျက်ခွက်လားပြောင်းနေရဲ့ဟိုဘက်လက်ဦးအောင်ကပေတူးကိုကျိန်နဲ့၃ချက်တိတိရိုက်တယ်ရိုက်ချက်ပြင်းတာကြောင့်ပေတူးတယောက်မျက်နှာကြီးရှုံမဲ့ကဖက်ရတာနဲ့ရိုက်ခံရတာမတန်ဘူးဘာကြီးအောင်အဲ့နှကောင်ပူရိုက်ဘာလို့လဲဘာဖြစ်ရမှာလဲဘာကြီးဟာဒီကောင်တွေကဆွဲလာရလာလှုပ်ပြီးတော့ဖတ်တာကျုပ်ဆိုတာဒီတိုင်းညင်ညင်တတလေးဖတ်တာဘိုးထင်ဆိုပို့လို့တော့ဆိုသေးမွေးတာပေတူးရဲ့ခြုံတိုးစကားကြောင့်ตาအေးနဲ့ဘိုးထင်တို့ပေတူးကိုမကြည်နဲ့ကြပါဒါပေမဲ့ตาအေးပြောတာမှန်နေတာဆိုတော့ခွန်းတုံပြန်နိုင်ခြင်းမရှိပါ
အိမ်နောက်ဦးအောင်ကတာအီကိုမျက်ရည်ပြပြီးတော့ခေါ်လိုက်က၄ချက်ရိုက်လိုက်တယ်ဘိုးထင်တို့ဖြင့်၅ချက်ရိုက်တယ်ကြက်တိုက်ထားတဲ့ရမထာကျိန်လုံးနဲ့အစော်ခံလိုက်ရတဲ့ဘိုးထင်တို့ကမစီမဆိုင်မူရကိုအညှိုးထားလိုက်တယ်ဘိုးထင်ကဟန်အောင်မဆောင်နိုင်တော့ပဲတင်မကိုပုတ်နေရင်ကနေအန်ကျိတ်ပြီးတော့ကျိန်းဝါလေတယ်မူရငါနဲ့တွေ့ပြီပေါ့အဲ့လိုကျိန်းဝါတာကိုဦးအောင်ကြားတာနဲ့ဟဲ့ကောင်လာစမ်းဗျာဗရိုက်ပြီးပြီလေအေးမင်းတို့ကောင်တွေကလည်းပောက်ကရလှုပ်တယ်အခုအညှိုးထားနေသေးရလားအဖဘာတိလို့တော့အဲ့မူရဆိုတဲ့မိန်းမကျုပ်တို့ရွာအမကြီးမြင့်ဆန်ကိုအဆက်ခွဲတာဗျအဲ့ဒါကြောင့်မလို့ကျုပ်တို့ကဒီလိုလုပ်တာငါသိတယ်သူအဲ့လိုလုပ်တာနဲ့မင်းတို့ဖက်တာနဲ့ဘာမှမဆိုင်ဘူးပညာတဲ့ပညာတဲ့ပဲရွာလူကြီးကိုသာသွားတိုင်ရင်မင်းတို့ကောင်တွေဂက်ရောက်မှာကြားလားဦးအောင်ရဲ့စကားကြောင့်ဘိုးထင်တို့၃ယောက်ဘာစကားပြန်ပြောရမှန်းမသိဖြစ်သွားကြတယ်ဦးအောင်ကခွန်းတုံပြန်စကားမဆိုနိုင်ဖြစ်နေတဲ့ဘိုးထင်တို့ကိုလက်ညှိုးထိုးလာကမင်းတို့ကောင်တွေရေအိုးစင်ရွာကိုသွားဟိုကလေးမကိုပြန်တောင်းမှန်ကြားလားမတောင်းမှန်နိုင်ဘူးဗျာမင်းတို့ငါစကားကိုမလိုက်နာနိုင်ဘူးဆိုတဲ့သဘောလားမဟုတ်ပါဘူးဗျာအမကြီးမြင့်ဆန်ကိုအဆက်ခွဲထားတဲ့သူမလို့ကျုပ်ကမတောင်းမှန်ချင်တာဘိုးထင်မင်းငါအကြောင်းသိရဲ့နော်ငါသွားဆိုရင်သွားလိုက်ဘိုးထင်ကသူ့ကိုလေးနဲ့တီကြီးစွာစကားဆိုနေတဲ့ဦးအောင်ကြောင့်ထပ်မံမငင်းနိုင်တော့ပဲနဲ့ဦးကောင်းကိုညှိမ့်ပြလိုက်က“အင်းပါအဘကသွားစီချင်နေတာဆိုတော့လေကျုပ်တို့သွားလိုက်မယ်။ကောင်းတယ်ဘိုးထင်။အဲ့ဒါဆိုရင်ကျုပ်တို့သွားမယ်အဘစော်ထားတာဒီလေတော်တော်နာနေပြီ။အေးကြားရီကိုငငယ်ကတေချာမထိန်လိုက်ရလို့အခုမှတေချာထိန်နေရတယ်လို့သဘောထားကွာ။ကဲမင်းတို့တွေအိမ်ပြန်ပြီးတော့ဆေးလေးပါလေးလိမ့်ကြ။ဆေးမလို့အဘကျုပ်တို့ကိုထရေပိုးပေး။အဲ့ဒါဆိုရင်ဆေးလိမ့်တာထက်ပိုပြီးထိရောက်တယ်။ဟုတ်တယ်ဗျထရေပိုးလေးသာပေးပြ။တာအီးနဲ့ပေတူးတို့နှစ်ယောက်ကပါဘိုးထင်ရဲ့စကားကိုထောက်ခံနေတဲ့အတွက်ဦးအောင်တယောက်ဦးကောင်းကိုခါရမ်းပြီးတော့တပ်ပြင်းတစ်ချက်ချလိုက်တယ်။ပြီးရဲ့နောက်အိတ်ကက်တရားငွေတချို့ကိုထုတ်ပေးလေ။ဒီနောက်ဘိုးထင်တို့၃ယောက်ကလည်းပျော်ရွှင်စွာနဲ့ဦးအောင်ရဲ့နေအိမ်ကနေထွက်ခွာသွားကြလေတော့တယ်။ကိုလွမ်းဝီရဲ့တတော်လေးထဲမှာဘိုးထင်တို့၃ယောက်စောင့်ကြောင်ထိုင်ပြီးထန်းရည်တောက်နေကြတယ်။ဖင်ချမထိုင်ပဲစောင့်ကြောင်ထိုင်နေခြင်းကြောင့်ထန်းရည်လာချပြီးရဲ့ကိုလွမ်းဝီကထူးဆန်းနေတယ်လို့ကြည့်ကထန်းရည်အိုးတွေချပေးရင်းနဲ့စကားဆိုလေ။မင်းတို့ကောင်နေထန်းရည်ပိုးမပေးပဲပြေးမလို့ကြံနေရလားဖင်ချထိုင်ကြစမ်းပါကွာဘယ်ရတာကိုကြီးလွမ်းဝေရဖင်ချထိုင်လို့မရဘူးဗျဘိုးထင်ရဲ့အဘစော်ထားလို့ဟာတိုင်းဦးအောင်ကမင်းတို့၃ယောက်ကိုစော်တာလားဦးအောင်ကတော်တော်ကြမ်းလာကြီးလားကိုလွမ်းဝေကအဲ့လိုထူးဆန်းနေကြီးနဲ့ကြည့်ပြီးပြောနေတဲ့စကားကြောင့်ဘိုးထင်တို့၃ယောက်လန့်ဖြန့်သွားပြီးပေတူးကကမန်းကန်းဝင်ရောက်ကစကားဆိုလေတယ်ကိုကြီးလွမ်းဝေတောင်တွေးမြောက်တွေရှောက်တွေးမနေနဲ့တာအီးပြောတာကျုပ်တို့ဘိုးထင်ရဲ့ပါကြက်ကိုတိုက်ထားတဲ့ကျိန်လုံးနဲ့စော်ထားတယ်လို့ပြောတာ။အော်မင်းတို့ဦးအောင်ရဲ့ကျိန်လုံးနဲ့မိတ်ဆက်ခဲ့တာကိုမင်းတို့ကွာငငယ်ကတိတ်အရိုက်မခံရပဲနဲ့ကြီးမှအရိုက်ခံရတယ်လို့ဦးအောင်အရိုက်ရအောင်လို့မင်းတို့ကဘာတွေများလောက်ကြလို့တော့မင်းမနေပါနဲ့ဗျာပြောပြစမ်းပါကွာမင်းတို့ကလည်းအချင်းချင်းကိုကြီးလွမ်းဝင်ရလဲဗျာယောက်ျားကြီးဖြစ်ပြီးတိတ်ဆက်ဆူတာပဲမင်းတို့မပြောချင်လဲနေပေါ့ကွာကြီးကြီးကျယ်ကျယ်နဲ့ကိုလွမ်းဝီတယောက်ရှက်ရမ်းရှမ်းပြီးတော့ဘိုးထင်တို့ရဲ့အနာကနေထွက်ခွာသွားလေရဲ့ဒီခါမှပေတူးတယောက်ကိုလွမ်းဝီကိုမင်းငေါ်ပြကအတော်ဆက်စုတဲ့လူကွာနော်အေးဆိုအဲ့အထောင်းတို့ဘလို့လောက်ကြမလဲဘိုးထင်ရဲ့ဘာသွားပြီးတောင်းပန်ခိုင်းနေတဲ့ကိစ္စလေတာအီးကအဲ့လိုပြောတဲ့အခါဘိုးထင်တယောက်တောက်လက်စထရေခွက်ကိုမော့တောက်လိုက်ကအဘအကြောင်းလဲမင်းတို့သိတာနဲ့အကြောင်းမရှိဘဲနဲ့တော့တို့ကိုသွားပြီးတောင်းပန်ခိုင်းမှာမဟုတ်ဘူးအကြောင်းကရှိရလေကွာတို့ဖတ်ထားတဲ့ကိစ္စကိုသွားတောင်းပန်ခိုင်းတာလေမဟုတ်ဘူးကွာမင်းတို့မသိဘူးငါသိတယ်အဘအခြေအနေကြည့်ရတာတမျိုးပဲကွာဘလို့တမျိုးလဲဘိုးထင်တမျိုးပဲသိတာငါလည်းတေချာမသိဘူးအဲ့ဒါဆိုရင်ငါတို့ရေအိုးစင်ရွာကိုသွားရမှာပေါ့သွားရမှာပေါ့ကွာသွားရမှာပေါ့သူတို့ချင်းချင်းစကားပြောနေတဲ့အချိန်ပေါက်တူးတယောက်ဝါဖက်ခမောင်းနဲ့သူ့ရဲ့မျက်နှာကိုခက်ရမ်းရင်ထတော်ထဲကိုဝင်လာတာတွေ့လိုက်ရလေရဲ့ဒီအခါပေတူးကအတန်ခက်ကြင်ကြင်နဲ့လှမ်းအော်ခေါ်လိုက်တယ်ပြိုးကိုပေါက်တူဒီလိုလားဗျာပေတူမင်းတို့ကောင်တွေကတော့အမြဲတမ်းအချိန်မှန်ပါလားဟာမန်နာပေါ့မိမမရခင်လေးပဲလွတ်လွတ်လပ်လပ်နေရတာလေမိမရသွားရင်အခုလိုနေလို့မရတော့ဘူးခမားတို့လိုဖြစ်မှာအေးကွာငါမငင်းတော့ကဲထိုင်ပြီဟိကိုလွမ်းဝေခွက်ကလေးတစ်လုံးလောက်တော့ယူခဲ့စမ်းပါအောင်ဗျာပေါတူးတယောက်တာအီးနဲ့ပေတူးတို့ရဲ့ကြားထဲကိုဝင်ထိုင်ပြီးရဲ့နောက်တတဲပိုင်ရှင်ကိုလွမ်းဝေကိုလှမ်းခေါ်ကစကားဆိုလိုက်တယ်။များမကြတဲ့အချိန်မှာတော့ကိုလွမ်းဝေတယောက်ခွက်တစ်ခွက်နဲ့အတူတူအမီးပကံတစ်ချက်ကိုယူက
မကြည်ဖြူနဲ့ပေါက်တူးကိုကမ်းပြီးတော့ပေးလိုက်တယ်ဟဲ့ကောင်ပေါက်တူးရော့ဒီမှာငါမိန်းမမင်းတို့အတွက်တောကြက်ကြော်ခြံထားတာကောင်းတာပေါ့ဗျာကိုလွမ်းဝေခမည်းလေးထိုင်လိုက်ပါလားလူလဲရှင်းနေအောင်တော်ဝီဟဲ့ကောင်ကြီးကျယ်ကောင်းနေနဲ့မထိုင်ချင်ဘူးကိုလွမ်းဝေအဲ့လိုပြောပြရနဲ့တတဲစီကိုပြန်သွားလေတယ်ပေါက်တူးကနားမလည်နိုင်တဲ့ဟန်နဲ့ဘိုးတင်တို့မင်းငေါပြပြီးတော့မေးမြန်းလိုက်တယ်မင်းတို့ကိုလွမ်းဝေဘလို့ဖြစ်တာတော့ဘလို့ဖြစ်ရမှာတော့ဗျာကျုပ်တို့ကိုအဘဘာလို့ရိုက်တာလဲလို့မေးတယ်လေကျုပ်တို့မဖြေဘူးဆိုတာနဲ့အဲ့လိုကောက်သွားတာအဲ့ဒီခါပေါက်တူးကလည်းဘိုးတင်တို့ထိုင်နေတဲ့ပုံစံကိုတတိထားမိသွားကဟဲ့ကောင်တို့ရွာမှာလူမိုက်တွေလည်းမရှိပါဘူးမင်းတို့ဘလို့ပုံစံနေထိုင်နေရလဲစောင့်ကြောင်ကြီးကွာလူမိုက်မရှိရနဲ့ကျုပ်တို့ဒီလိုထိုင်တာနဲ့ဘာဆိုင်လို့တော့ကိုပေါက်တူးရဲ့မင်းတို့တွေတဲလဲဘဟုတုတနဲတာဟုတ်ကွာဘာလို့လဲဗျငါရောက်ဖူးတဲ့နတ်တွင်းကုန်းပန်းဆိုရင်လေချမ်းရည်တောင်ရင်တင်မင်ခွေပြီးတော့ထိုင်မတော့ရဲကြဘူးဟာအခုမင်းတို့ထိုင်တယ်လို့စောင့်ကြောင်ထိုင်ပြီးတော့ရတာဘာလို့လဲကိုပေါက်တူအစကတော့ငါလည်းသိမသိဘူးကွာသူတို့ထိုင်ခိုင်းလို့ငါလည်းလိုက်ထိုင်ရတာနောက်မှသိတယ်အဲ့လိုထိုင်လို့ပဲငါအသက်မသေးခဲ့တာကွာဗျာဘလို့ကိုပေါက်တူပြောတာကိုကျုပ်ဖြစ်နားမလဲတော့ဘူးဒီလိုကွာတနေ့တို့ထမ်းရည်တောင်နေအောင်တခြားရွာအကောင်နေငါတို့ဝင်ရိုက်တာကွာအဲ့လိုစောင့်ကြောင်လေးထိုင်ချတော့လေးဘက်ကုန်းပြီးတော့ပြေးလို့လွယ်တယ်လေအဲ့ဒါနဲ့ပဲလွတ်လာတာအော်အဲ့လိုလားဘိုးတင်မင်းဘာလဲကွာကိုတူကိုသားတွေကိုဖေမထိုင်နိုင်အောင်ထိစော်ရသလားကျုပ်ပါတခါမှခုလိုမရိုက်ဘူးကျုပ်တို့အရိုက်ခံရတာမူရကြောင့်မူရကဘသူတုံးကွာခမည်းမိန်းမတော့သိမလားမသိဘူးရေအိုးစင်ရွာမူရလေးဗျာဟိုချောတုံးမတုံးမူရမလားခက်တောင့်တောင့်လေးဟုတ်တယ်ဗျာဟုတ်တယ်နေပါဦးမူရကအေးပါတယ်ဘလို့လို့မင်းတို့နဲ့ပြဿနာတက်ရတာလဲမပြောချင်ပါဘူးဗျာဒါနဲ့ကိုပေါက်တူမမူရတို့ရဲ့အိမ်ကိုခမည်းသိလားသိတာပေါ့ကွာငါမိန်းမအိမ်နဲ့ဘေးချင်းကက်ရက်ပဲဟုတ်လားမမူရဘလို့လူမျိုးလဲခမည်းသိလားရင်ကိုပေါက်တူဘိုးတင်ကထန်းရီခွက်ကိုမော့နေတဲ့ပေါက်တူကိုမေးလိုက်ခြင်းပဲဖြစ်တယ်ဒီအခါပေါက်တူကကြက်ကြော်တတုံးကိုဝိုင်းရင်းကနေဘိုးတင်ရဲ့အမေကိုဖြေချလေတယ်ဘလို့လူမျိုးလဲဆိုတော့တာမန်ပါပဲရုပ်လှတယ်စိတ်ထားလည်းမစိုးနေပါဦးမင်းတို့ကဘာလို့မေးနေရလဲကိစ္စရှိလို့ပေါ့ဗျကဲတောက်ကိုပေါက်တူရေမနှက်ဖြန်တော့ကျုပ်တို့တွေရေအိုးစင်ရွာကိုတွားအောင်မယ်မင်းတို့ကိုပြောဖို့မေ့နေရတဲစုတို့ကမင်းတို့ကိုလာလေအောင်နဲ့အေးဗျာဒီနှစ်တော့မရောက်ဖြစ်သေးဘူးဒီလိုနဲ့ဘိုးတင်တို့ကစကားတပြောနဲ့ကိုလွမ်းဝေရဲ့ထက်တော်မှာထန်းရည်တောက်နေကြတော့တယ်တန်ရှင်းတရက်စွာတိဆောက်ထားတဲ့အိမ်လေးရဲ့ရှေ့မှာရှိတဲ့တရက်ပင်အောက်မှာကုပစ်လေးတစ်ခုထိုးထားတယ်အိမ်ရှိမှာဖြာရီခင်းထားပြီးတော့အဲ့ရဲ့ဖြာရီပေါ်မှာငရုတ်သီးတွေကိုအချောင်လန်းထားတာတွေ့ရတယ်ကုပစ်လေးမှာတော့အမျိုးသမီး၃ယောက်ထိုင်ပြီးပြုံးရည်ပြီးစကားဆိုနေကြတယ်သူမတို့ကတခြားသူတွေမဟုတ်ပေါက်တူးရဲ့မိန်းမဆွဲမိမူယာနဲ့တဲစုတို့ပဲဖြစ်တယ်တဲစုကနေပြန်ကောင်းပြီးကလေးကရေအိုးစင်ရွာမှာအခြေချနေထိုင်ခြင်းဖြစ်တယ်ရေအိုးစင်ရွာမှာငတိုးနဲ့လက်ထက်ထိန်းများပြီးတဲ့နောက်ပျော်စရာကောင်းတဲ့မိသားစုဘဝကိုပိုင်ဆိုင်ထားတယ်သူမတို့ကကောင်းမွန်တဲ့မိတ်ဆွေတွေရှိတဲ့ပတ်ဝန်းကျင်မှာနေထိုင်ရခြင်းအတွက်များစွာပျော်ရွှင်ဖွယ်ဖြစ်နေတယ်ဆွဲမိနဲ့မူယာတို့နှစ်ယောက်စကောထဲမှာရှိတဲ့စံနေထဲမှာစပလုံးတွေကိုရွေးကောက်ကူရင်စကားဆိုနေကြတယ်မူယာညီလည်းအသက်ကြီးပြီနော်လင်ယူဖို့စိတ်မကူးသေးဘူးလားလင်ယူရင်တော့တဲစုယောက်ျားလိုလူမျိုးကိုရှာယူညီရလေပေါက်တက်ကြရတကယ်ပြောတာကောင်းမရဲ့ငါလင်ပေါက်တူများအခုလေငါနဲ့စိတ်ဆိုးပြီးတော့သူ့မိဘအိမ်ကိုပြန်သွားပြီညီကပေးပေးမှနေတာကြပြီအခုမှဘာလို့ရေအိုးစင်ကိုပြန်ပြောင်းလာတာလဲအဲ့ဒါအကြောင်းရှိရဲ့ဟဲ့အခုတော့ငါ့ကိုစိတ်ဆိုးတယ်ဆိုပြီးသူ့ရွာကိုပြန်သွားတာလေဒင်းဘာလုပ်တယ်ထင်လဲထန်းရီသွားတောက်လို့ဝိုင်းပြန်လာလိမ့်မယ်ဟုတ်လားကိုပေါက်တူကိုအဲ့လောက်စိုးပဲမထင်ဘူးစိုးတာတော့လည်းမဟုတ်ဘူးမူရရဲ့ဒင်းကအပေါင်းအသင်းကိုမင်တာဘသူတွေနဲ့ပေါင်းလို့လဲအစုံမဲလေသူ့ညီတွေကအစဘိုးတင်တို့အထီကိုပေါင်းတာဘိုးတင်လို့ဆွဲမိရပြောတဲ့အခါမူရတယောက်မကြည်မနှက်ဖြစ်သွားကအဲ့ဘိုးတင်ကြောင့်မပြောစက်မှနဲ့ဆွဲမိရဲ့နှောက်ဘူးကောင်လေးမူရမကြည်မနှက်နဲ့ပြောလာတဲ့စကားကြောင့်ဆွဲမိတာမကသဲစုကပါအံ့ဩလို့နေရဲ့ဒါကြောင့်သဲစုကမူရကိုအကဲခတ်ကြည့်လိုက်ကမဟုတ်သေးဘူးနော်မူရညီအထင်လွဲနေတာဖြစ်မယ်ဘိုးတင်တို့ကစိုးတာအဲ့လိုတော့မဟုတ်ပါဘူးအေးအမလီငါကလက်တွေမူရတယောက်မထင်မှတ်ပါပဲရုတ်တရက်နှုတ်ကထွက်သွားလေရာသဲစုတို့နှစ်ယောက်မှဖြင့်အံ့ဩတကြီးဖြစ်သွားပြီးအလင်းစလိုနဲ့မေးမြန်းကြတယ်ဘယ်လိုလက်တွေ့လဲပြောစမ်းမအောင်အေးသိကျင်လို့
တဲစုနဲ့ဆွဲမိတို့ဟာလွန်စွာတိကျင်တဲ့ဟန်ပန်နဲ့မေးတဲ့အခါမှာမူရတယောက်ရှက်ကူးရှက်ကန်းနဲ့ဦးခေါင်းကိုရမ်းပြလိုက်ကဘာမှမဟုတ်ပါဘူးအေးတခုခုတော့တခုခုပဲသူမတို့စပလုံးကောက်ရင်နဲ့တရက်ပင်အောက်မှာရှိရဲ့ကုပြစ်မှာစကားပြောနေချိန်အိမ်ဝိုင်းတဲ့ကိုမောင်ဘိုးထင်တို့၃ယောက်ဝင်လာတယ်သူတို့ကိုမြင်တာနဲ့မူရကထိုင်နေရာကနေချက်ချင်းမတ်တက်ထရက်လိုက်ကငါပြန်တော့မယ်ချက်ချင်းပါလားမူရဘာဖြစ်လို့လဲဘာမှမဖြစ်ဘူးဟိုမตาလေးတွေရောက်လာလို့မူရဘိုးထင်တို့ဝင်လာတာနဲ့တဲစုရဲ့အိမ်ဝိုင်းတဲကနေချက်ချင်းထွက်သွားတယ်သူမနဲ့မျက်နှာချင်းဆိုင်မှာတွေ့လိုက်ရတဲ့ဘိုးထင်တို့ခေါ်နေတာကိုတော့မကြားဟန်ပြုတ်ပြီးတော့ထွက်သွားတယ်ဒီနောက်ဘိုးထင်တို့ကတဲစုနဲ့ဆွဲမိတို့နှစ်ယောက်ထိုင်နေတဲ့ကုပြစ်မှာဝင်ထိုင်လိုက်ကအမဟိုမကဘာဖြစ်သွားတာလဲအဲ့ဒါတော့ငါတို့လည်းမသိဘူးနင်တို့ထူးထူးဆန်းဆန်းဘယ်ကနေဘလို့ပေါက်လာတာလဲယင်ကိစ္စရှိလို့လာတာအမဆွဲမိအမမူရအိမ်ကအမတို့ရဲ့အိမ်ဘေးတွေဆိုဟုတ်လားဘိုးထင်ကရောက်ရောက်ချင်းဆွဲမိကိုမေးမြန်းလိုက်တော့ဆွဲမိကဦးခေါင်းကိုညှိပြလိုက်တယ်ဟုတ်တယ်လေဘာဖြစ်လို့လဲကျုပ်တို့အဲ့ကိုသွားเสียရှိလို့နင်တို့မူရနဲ့တိလို့လားတိတယ်ဒါပြောနေနင်တို့ဝင်လာတာနဲ့ဟိုကတန်းထွက်သွားတာလေအကြောင်းရှိလို့ပေါ့ဗျာအမတဲစုကျုပ်တို့အမတို့အိမ်မှာထမင်းစားမယ်နော်ကိုတိုးကြီးရောဘယ်သွားလဲဒီခါတဲစုကသကောရရဆန်ဒီကိုတစ်ချက်နှစ်ချက်ပြလိုက်ကဦးကဲတို့အိမ်ကိုတားဖနှစ်ယောက်လုံးထွက်သွားတယ်မောင်ရွှေဦးရောပါသွားလားဟုတ်တယ်လေအေးဗျာအဲ့ဆိုရင်ကျုပ်တို့သွားလိုက်အောင်မယ်ထမင်းစားချိန်ကျရင်ပြန်လာမယ်နော်အမဘိုးထင်တို့၃ယောက်အဲ့လိုပြောပြီးတာနဲ့တဲစုနဲ့ဆွဲမိကိုနှုတ်ဆက်ပြီးတော့အိမ်ဝိုင်းရဲ့ပြင်ကိုထွက်သွားကြတော့တယ်ရေဦးစင်ရွာရဲ့လှဲလန်းမှာဘိုးထင်တို့၃ယောက်စကားတပြောပြောနဲ့လမ်းလျှောက်နေကြတယ်အဲ့ဒီချိန်မျက်နှာချင်းဆိုင်စီမှာတရင်တရိုင်နဲ့လမ်းလျှောက်လာတဲ့သူတယောက်ကသူတို့မြင်တာနဲ့ဝမ်းသာအားရစွာနှုတ်ဆက်ကြတယ်ဘိုးထင်ပေတုတာအေးဟာမင်းတို့၃ယောက်ရွာရောက်တာတော့ငါအိမ်ကိုမလာပါလားကွာအဲ့လိုနှုတ်ဆက်လာတဲ့သူကထန်းရည်မူးနေတဲ့ပကြီးငိုပင်ဖြစ်ပါတယ်ကိုပကြီးငိုစောစောစီစီကောင်းနေပြီလားမကောင်းပါဘူးကွာမကောင်းလို့ထန်းရည်သွားတောက်တာမင်းတို့တောင်လူပြိုဖြစ်ပြီငါဆိုတဲ့ကောင်ကအခုချိန်ဒီလူပြိုပေါ်ကနေမကျွတ်သေးဘူးကိုပကြီးငိုကလည်းဗျာအားမလျှော့စမ်းပါနဲ့ဒီနေ့ခမည်းလိုချင်တဲ့မိန်းမရမှာပါဟဲ့ကောင်ငါမိန်းမလိုချင်တာမဟုတ်ဘူးအချစ်လိုချင်တာကွာအချစ်အစမ်းပါလားပါလေခမည်းလေးမက်လေးကိုအခုချိန်ကြီးကြိုက်နေတော့မဲလားအသက်တွေလည်းကြီးနေပါပြီဗျာဟဲ့ကောင်ရ40ကျော်တယ်ဆိုတာအရွယ်ကောင်းတော့ချိန်ကွာမလီယာတနေ့တခြားလှလာတဲ့ချိန်မှာငါကတနေ့တခြားရုပ်ကပူဆိုးလာတယ်တခါတလေကြတော့နဲ့ငါမွေးခဲ့တဲ့အဘနဲ့အမောက်တော့တိတ်စိတ်နာတယ်ဘာလို့လဲဗျာငရဲကြီးအောင်ဒါတီလန်နဲ့ရုပ်မျိုးထွက်အောင်လို့ဘလို့လို့မြန်တော်တော်ဟိတ်လူကျုပ်တို့ညကြရင်ခမားအိမ်ကိုလာခဲ့မယ်အခုလှုပ်စရာလေးရှိလို့သွားလိုက်အောင်မယ်ဘိုးထင်တို့၃ယောက်ကထန်းရည်မူးနေတဲ့လူပြိုကြီးပကြီးကိုနှုတ်ဆက်ပြီးရနဲ့မူရတို့ရဲ့အိမ်ကိုသွားလိုက်ကြတယ်တိတ်မကြတဲ့ချိန်မှာတော့၄ပင်၃ပင်နဲ့တီဆောက်ထားတဲ့တက်ကယ်မိုးထရက်ကအိမ်လေးစီကိုရောက်လာကြတယ်အိမ်အောက်မှာတော့အမျိုးသမီးကြီးတယောက်ကပြောင်းမှုဖက်စီးလိတ်ကိုဖွာရှိုက်နေတာတွေ့လိုက်ရတယ်သူမကဘိုးထင်တို့ကိုမြင်တာနဲ့လူလေးတို့ဘယ်ဟိုလာကြတာတော့ဒီအိမ်ကအမမူရတို့ရဲ့အိမ်လားရင်ကြီးတော့ဟုတ်တယ်ကွအဲ့ဆိုရင်ကျုပ်တို့လာလို့ရမလားလာပါကွလာပါဘာကိစ္စများရှိလို့တော့ကွမူရရဲ့မိခင်ကြီးတော်ကြီးဟာသူမနဲ့မျက်နှာချင်းဆိုင်တန်းလျားမှာဝင်ထိုင်လိုက်ကြတဲ့ဘိုးထင်တို့ကိုကြည့်ပြီးတော့မေးမြန်းလေတယ်ဒီအခါဘိုးထင်ကကျုပ်တို့ကပေပင်ရွာပါကြီးတော့ကျုပ်ကဦးအောင်ရဲ့တားတပည့်ဘိုးထင်နဲ့နာမည်ကြားဘူးနေတာကြပေါ့မင်းကကိုအောင်ရဲ့တပည့်ကိုကဲမင်းတို့ရဲ့လာရင်ကိစ္စကိုစိုးစမ်းပါအောင်ကြီးတော်သမီးအမမူရကိုတောင်းပန်ခြင်းလို့ပါကိုအောင်ကလာတောင်းပန်ခိုင်းတာလားအဘကလည်းတောင်းပန်ခိုင်းနေကျုပ်တို့ကိုယ်တိုင်ကလည်းမှားမှန်းသိလို့လာတောင်းပန်တာပါကြီးတော်အေးကြီးတော်လည်းသမီးပြောပြထားလို့အကြောင်းစုံတော့သိပြီးပါပြီအဲဒါကြောင့်ကိုအောင်ကိုလှမ်းပြီးတော့တတိပေးလိုက်ရတာပေါ့အဲ့ဒါဆိုအဘကိုတိုင်တာအမမူရမဟုတ်ဘူးပေါ့မင်းမတိတ်အဆက်ကြောက်ကြီးဟာဘလို့လုပ်ပြီးတော့တိုင်ပါလဲကွယ်ခဏလေးမင်းတို့အမကိုခေါ်ပေးမယ်ကြီးတော်ကြီးကအဲ့လိုပြောပြီးရဲ့နောက်သမီးဖြစ်သူမူရကိုခေါ်လိုက်တယ်တိတ်မကြတဲ့အချိန်မှာမူရရောက်ရှိလာကဘိုးတင်တို့မြင်တာနဲ့မျက်စောင်းထိုးကြည့်ပြီးတော့မောင်းထုတ်လိုက်တော့တယ်နှာဘူးလေးတွေငါ့ရုံဘာလာလောက်တာလဲမူရသမီးအဲ့လိုမပြောနဲ့လေခလေးတွေပဲကွယ်သူတို့ကိုလည်းကိုအောင်ကဆုံးမထားပြီးပါပြီစိတ်ဆိုးမှန်ဆိုးဖြစ်နေတဲ့မူရရဲ့မျက်နှာကိုဘိုးတင်တို့၃ယောက်ကြည့်လိုက်တယ်အဲ့နောက်သူတို့၃ယောက်ကတန်းလျားမှာထိုင်နေကြကနေမြေပြင်ကိုပြောင်းလဲထိုင်ပြီးရဲ့နောက်မူရကိုဥချကတော့တောင်းပန်လေးဟာမူရတယောက်မျက်နှာမထားတတ်အောင်ဖြစ်သွားတယ်အမကျုပ်တို့တောင်းပန်ပါတယ်ဗျာ
ကျုပ်တို့တကယ်ကိုစိတ်ရင်းနဲ့တောင်းပန်နေထနင်တို့ဟာမြင်မကောင်းငါ့ကိုဥချစရာမလိုပါဘူးမရဘူးဗျာအမခွင့်လွတ်တယ်ဆိုမှပဲထမယ်ဥချပြီးတောင်းပန်တာနဲ့မလုံလောက်သေးရင်ကျုပ်တို့ငပြောပွဲအောင်ပွဲသွားပြီးတော့လှုပ်လိုက်ရမလားပေါက်တက်ကြရည်ခွင့်လွတ်တယ်တန်းလျောက်ပြန်ကြတော့ဘိုးထင်တို့၃ယောက်ရဲ့မျက်နှာအမှန်တကယ်ကိုနောင်တရပြီးတောင်းပန်နေတဲ့အသွင်ပြင်ရှိတာမို့မူရခွင့်လွတ်လိုက်ပါတယ်ဘိုးထင်တို့၃ယောက်တန်းရောက်မှပြန်ထိုင်လိုက်တဲ့အခါမှာသူမမိခင်ရဲ့နဘေးမှာထိုင်ကနင်တို့တွေကိုဘသူကမြောက်ပေးတာလဲဘာလို့လဲအမဟိုကိစ္စလေဘသူမှမမြောက်ပေးပါဘူးဗျာကျုပ်တို့ဘာသာအတွေးပေါက်ပြီးတော်တော်ဟုတ်နေကြတယ်ငါနင်တို့နဲ့မသိပင်ပဲဆွဲမိတို့တဲစုတို့ပြောနေရနေတယ်နင်တို့အကြောင်းငါတိတန်တလောက်သိတယ်ဒါပေမဲ့မြင်တော့မမြင်ဘူးကျုပ်တို့လည်းငငယ်တည်းကရေဦးစင်ရွာအမြဲရောက်ပါတယ်ဗျအမကိုတခါမှမမြင်ဘူးကျုပ်တို့ရွာရောက်မှမြင်ဘူးလားဒီမှာတော့မြင်ဘူးတယ်မလားတို့ရွာအကြီးကြီးကိုအဲ့လိုနဲ့စကားတွေပြောဆိုကြရင်မူရတို့သားမိနဲ့ဘိုးထင်တို့ရင်းနှီးသွားကြတယ်ဘိုးထင်ကမြဆန်းကိုမူရပြုတ်စားခဲ့တဲ့အကြောင်းရင်းကိုရှိရမယ်ဆိုပြီးတော့ယုံကြည်ထားတာကြောင့်စကားသိတဲ့အချိန်မှာမူရကိုမေးမြန်းလိုက်တယ်အမမူရကျုပ်လည်းပညာသည်တယောက်ပဲဒီနှစ်ယောက်ကလည်းကျုပ်နဲ့အတူနေတာပြီးတော့တပည့်တွေလိုဖြစ်နေပြီကျုပ်တို့အချင်းချင်းနေပဲမို့လို့မေးမယ်ဗျာနင်ကဘာမေးမှလဲအမကြီးမြဆန်းကိုအကြောင်းမရှိဘဲနဲ့တော့အမဝင်ဘူးမှာမဟုတ်ဘူးအဲ့လိုမေးမြန်းလိုက်တာနဲ့မူရကသူမရဲ့မိခင်ကိုတစ်ချက်လှမ်းကြည့်လိုက်တယ်မိခင်ဖြစ်သူကဦးကောင်းကိုငိမ့်ပြလိုက်တဲ့အခါဘိုးထင်ရဲ့အမေကိုပြန်လည်ဖြေကြားတယ်နင်တို့လည်းငါ့ကိုအမြင်ရှင်းသွားအောင်ပြောတဲ့တယ်လို့ထင်လို့ပြောပြမယ်မြင့်ဆန်းဆိုတာတစ်ချိန်လုံးကတော့ငါအတော့ကိုယုံကြည်ရတဲ့ငါတငယ်ချင်းပဲကျုပ်တို့သိတာပေါ့မမူရရဲ့အမမူရရွာအောင်လဲလာသေးတယ်လေကျုပ်တို့တောင်လိုက်ချောင်းကြည့်ခဲ့ရတာအမတော့ကျုပ်တို့ကိုတတိထားမိမှာမဟုတ်ဘူးပေတူးရဲ့တဲ့စကားကြောင့်မူရရည်ကျင်သွားမိရဲ့ဒီနောက်သူမကမျက်နှာကိုတီးလိုက်ကမြဆန်းနဲ့သူမတို့ဖြစ်ပျက်ခဲ့တဲ့ပြဿနာကိုဘိုးထင်တို့၃ယောက်ကိုပြောပြလာပါတော့တယ်ရေဦးစင်ရွာမူရနဲ့ပေပင်ရွာမြဆန်းတို့ကအလွန်ခင်မင်ကြတဲ့တငယ်ချင်းတွေဖြစ်ကြတယ်မြဆန်းကပေပင်ရွာသူဖြစ်ပေမဲ့ငယ်စဉ်ကလေးကကြီးတော်ဖြစ်သူရဲ့နေအိမ်မှာသာအနေများတဲ့အတွက်ရေဦးစင်ရွာသူနီးပါးဖြစ်နေရဲ့သူမတို့နှစ်ယောက်အလွန်ရင်းနှီးစွာနေထိုင်နေရင်တနေ့မှာတော့မူရဆုံးပညာတတ်တာကိုမြဆန်းတယောက်အမှတ်မတင်သိရှိသွားတယ်။တီးလိုက်ရတဲ့အကြောင်းကတခြားမဟုတ်ပါ။တရက်မြင့်ဆန်းနဲ့မူရတို့ရေဦးစင်ရွာပြင်ဘက်မှာရှိတဲ့တောတန်းတစ်ခုစီကိုအတူတကွသွားကြတယ်။တောသူတွေဖြစ်တဲ့အလျောက်ပလိုင်းကိုစီလွှဲထားကြကတပတ်ကလေးတွေကိုခေါင်းမှာပေါင်းထားကြတယ်။ဒီလိုနဲ့ရွာပြင်ခင်တန်းတစ်ခုရောက်တော့ကစော်သမားဖိုးထောင်တို့နဲ့ဆုံပါတယ်။ဒီအခါဖိုးထောင်ဦးဆောင်တဲ့ကစော်လေးယောက်တို့ကမြဆန်းနဲ့မူရရဲ့ရှိမှကာရက်လိုက်ပြီးတော့ဖိုးထောင်ကစတင်ပြီးရီးတဲ့လှုပ်တယ်။မြဆန်းလေးနဲ့မူရလေးပလိုင်းကိုစီနဲ့ဘယ်သွားမလို့လဲကိုကြီးဖိုးထောင်ဘာကူညီရမလဲငရက်ဘလူရွက်သွားခုမလို့တော်တို့ကုလန်းကိုသွားကြမူရလေးရလဲကွာကိုကြီးဖိုးထောင်တို့ကရေဦးစင်ရွာသားလေရေဦးစင်ရွာသားဆိုတော့ဒီလမ်းကလည်းကိုကြီးတို့ရဲ့လမ်းပဲပေါ့ဖိုးထောင်ကအဲ့လိုပြောပြီးတော့မြဆန်းရဲ့လက်ကိုပထမဦးစားဆွဲတယ်ဒီကမြဆန်းတယောက်ရုန်းကန်နေရင်းကနေဖိုးထောင်ရဲ့ပါကိုရိုက်ချလိုက်တယ်မတင်မှတ်ထားတဲ့ဖြစ်ပျက်ကြောင့်ဖိုးထောင်ခိတမြကြောင်ကြီးပြီးတော့တတိပြန်ဝင်လာတာနဲ့မြဆန်းကိုအမျက်ရှနေတဲ့အကြည့်တွေနဲ့ကြည့်ကသူ့ရဲ့နောက်လိုက်တွေကိုအတန်ခတ်မာမာနဲ့ငေါငန်းအမိန်ပေးလိတယ်ဟဲ့ကောင်လေးမင်းမေလက်အရိုက်ခံရတယ်ထင်ပြီးတော့ငြိမ်နေတာလားအဲ့ကောင်မကိုဖမ်းစမ်းဟဲ့ကောင်လေးဖမ်းကြစမ်းဖိုးထောင်တို့ရန်ကားတော့မိတ်ဟန်ပန်ကြောင့်မြဆန်းကလွန်စွာကြောက်သွားပြီးအနောက်ကိုဆုတ်လိုက်တယ်အဲ့ဒီချိန်မူရကမြဆန်းရဲ့ရှိမှပိတ်ရက်လိုက်ကဖိုးထောင်တို့လူစုကိုမျက်စောင်းထိုးပြီးတော့ကြည့်ကသူ့ရဲ့ဘေးကနွယ်ပင်တွေနဲ့လက်ကိုဆွဲယူလိုက်ကနင်တို့ရှေ့ဆက်တိုးရင်တိုးကြည့်လိုက်ငါအကြောင်းသိစေရမယ်ဟာဘာလဲကဲကြပါအောင်ရှင်လို့အော်မလို့လားရွာနဲ့အဝေးကြီးနင်တို့နှစ်ယောက်အော်တန်ကိုဘသူမှမကြောက်ငါပြောထားတယ်နော်နင်တို့ရှေ့တိုးလိုက်ငါဆိုးမဆိုးနဲ့မူရကသူမရဲ့အရင်ပုံစံနဲ့ကွဲပြားစွာစက်တစ်မလေးတစ်ကောင်လိုမန်းဆွဲရီအပြည့်နဲ့ကစော်သမားဖိုးထောင်တို့ကိုရင်ဆိုင်ဖို့အတွက်အစဉ်သင့်ဖြစ်နေပြီးဖိုးထောင်တို့ကလည်းတဟားနဲ့ရီမောကအရှိကိုသာဆက်တိုးလာတယ်သူတို့ရှေ့တိုးလာတဲ့အခါမြဆန်းတယောက်လွန်စွာမှကြောက်ရွံ့တုန်လှုပ်နေရကြောင်းမူရမြဆန်းကိုနောက်ပြန်လှည့်ပြီးကြည့်ကမြဆန်းနင်ဘာမှမဖြစ်စေရအောင်ဒီတိန်နာကောင်တွေကိုငါမောင်းထုတ်ပြမယ်အေးပါကစော်သမားလေးယောက်တို့ကမူရကိုတစ်ချက်ကလေးမှဂယုမဆိုင်ပဲရှေ့တိုးမြဲတိုးလာတယ်မူရတို့နှစ်ယောက်နဲ့အလွန်နီးကပ်တဲ့နေရာကိုရောက်တဲ့အခါမူရကသူမရဲ့လက်တရားຫນွေကျူးတွေကိုဖိုးထောင်တို့ရဲ့ရှေ့ကိုပစ်ချလိုက်ပြီးခါးကိုထောက်ကမာထန်နဲ့လေတန်နဲ့စကားဆိုလိုက်တယ်ဒီမှာနင်တို့ကိုကြိုက်တတ်မဲ့မွေပွေးတွေမြင်လားမသားရင်ဒီကောင်မသွေးယူသွေးရန်ဖြစ်နေပြီထင်ပါ
နွယ်ကျိုးတွေပြစ်ချပြီးတော့မွေပွေးတွေလုံနေသေးတယ်ဟုတ်တယ်ကိုဖိုးထောင်ဒီကောင်မကြောင်တောင်ဖြစ်နေပြီထင်တယ်ဖိုးထောင်တို့ကလည်းဟားတိုက်ရီမောပြီးတော့မူရအောင်လောင်ပြောင်စကားတွေပြောကရှေ့တိုးနေစဉ်ဖိုးထောင်တို့ဖွဲ့ထဲမှာကစော်သမားတယောက်ကမျက်စိပြက်မျက်နှာပြက်စွာနဲ့သူတို့ရဲ့ရှေ့ကိုလက်ညှိုးညွှန်ပြရင်အထစ်ထစ်ငေါငေါနဲ့ဖိုးထောင်ကိုတတိပေးလေတယ်ကိုဖိုးထောင်အရှိမမွေတွေပေါက်တက်ကရဘယ်မှာလဲမွေဟာတကယ်မွေတွေဟာဟိုကောင်မပြစ်လိုက်တဲ့ຫນွယ်တွေကမွေဖြစ်သွားတာအဲ့ဒါဆိုဟာကိုဖိုးထောင်ကလည်းအတိတာကြီးကိုမူရကဆုံးမပေါ်ဗျကျုပ်ကတော့ကြောက်တယ်ဗျမူရငါတို့တောင်းပန်ပါတယ်ဖိုးထောင်ပါဝင်ကျန်တဲ့ကစော်သမားတွေကလည်းမျက်စိမျက်နှာပြည့်ရင်းစွာနဲ့တောင်းပန်ပြီးတော့အဲ့နေရာကနေထွက်သွားဖို့ပြင်ကြတယ်မူရကသူမကိုကြောက်ရွံ့ပြီးတော့ထွက်ပြေးမယ်ကြံနေတဲ့ဖိုးထောင်တို့ကိုတတိစကားလှမ်းဆိုလိုက်တယ်နင်တို့တွေငါ့အကြောင်းရှောက်ပြောလို့ကတော့အားလုံးမသားပေါ်မေးတာမှတ်မပြောပါဘူးငါတို့သွားပြီဖိုးထောင်တို့ထွက်သွားတဲ့အချိန်မှာတော့မြဆန်းမူရကိုကြောက်လန့်လို့နေရဲ့ဒီအခါမူရကတငယ်ချင်းဖြစ်သူကိုအချိုသာဆုံးပြုံးပြလိုက်ကမြဆန်းနေရလေဟာငါ့ကိုအဲ့လိုကြီးမကြည့်ပါနဲ့နင်ဟုတ်တယ်ငါကပညာသည်တယောက်ပဲဒါပေမဲ့ငါကသူတစ်ပါးအသက်သေးတဲ့အထိတော့မပြုတ်စားဘူးပြီးတော့ဘသူ့ကိုမှလည်းဒုက္ခမပေးဘူးဒီပညာတွေကငါမလိုချင်ပဲရလာတာဘာပဲဖြစ်ဖြစ်နင်ဒီလိုပညာတတ်ထားလို့တော်သေးတယ်နှုတ်မို့ဆိုရင်ဒိုးနှစ်ယောက်မလွယ်ဘူးအေးဟာငါကဒီပညာတွေတက်လို့စိတ်ညစ်နေတာအခုတော့ဒီပညာတက်ထားလို့ပဲတော်သေးရဲ့အဲ့လိုနဲ့မြဆန်းတယောက်တငယ်ချင်းဖြစ်သူမူရာဆုံးပညာတဲ့တယောက်ဖြစ်တယ်ဆိုတာကိုအမှတ်မထင်သိရှိလိုက်ရတယ်အချစ်ကစမ်းကြေပါတယ်တခါမထင်မှတ်ထားတဲ့အရာတွေဖြစ်ပေါ်တတ်တယ်ရေအိုးစင်ရွာရဲ့လူချမ်းသာစိတ်ရင်းဝင်တဲ့ရုပ်ဖြောင်ပြီးအုပ်စဘောရုပ်ချောဖိုးချွေးလို့အမည်ရတဲ့လူရဲတယောက်ကမြဆန်းကိုကပ်ပြီးမူရကိုစာပေးခိုင်းတယ်အမှန်စင်စစ်မြဆန်းကအရင်ကတည်းကဖိုးချွေးကိုသဘောကျနေသူဖြစ်ကတစ်ဖက်သက်ကြိုက်နေတဲ့သူလေးဖြစ်တယ်သူမတို့ဟာအသက်အရွယ်ချင်းလဲတူရုပ်ရည်လှတာချင်းလဲတူပေမဲ့ဖိုးချွေးကချမ်းသာမဲ့သူမကိုမရွေးပဲစင်းရဲတဲ့မူရကိုရွေးချယ်ခြင်းကြောင့်များစွာမနာလိုဖြစ်မိရဲ့ပူဆိုးတာကမူရကိုရီးစားစာပေးခိုင်းခြင်းပဲဖြစ်တယ်မိမတွေကအချစ်နဲ့ပတ်သက်ကစဉ်းစားချင့်ချိန်နိုင်စွမ်းကင်းမဲ့တတ်ကြတယ်အဲ့ရဲ့အမှုကျင့်နေတွေလည်းရှိပါတယ်အဲ့လိုပါပဲညဆန်းကလည်းစဉ်းစားချင့်ချိန်နိုင်ခြင်းမရှိတော့တာကြောင့်တငယ်ချင်းတန်ရောစင်ကိုတော့မထောက်နိုင်တော့ပဲမျက်နာကအပြုံးနေနဲ့မကောင်းတဲ့အကြံစီတွေကိုကြံစီနေတယ်အဲ့ဒီကြံကတော့တခြားမဟုတ်ပါမိမတွေရဲ့ပင်ကိုစွမ်းရည်လို့ပြောလို့ရတယ်လို့လက်နက်အဖြစ်လည်းအတုံးချနိုင်တဲ့မာယာကိုအတုံးချတာသူမကဖိုးချွေးပေးတဲ့စာကိုမာယာစီယူလာပြီးဖိုးချွေးမကောင်းကြောင်းတွေကိုရုတ်တိရှိရှိလှီစေလို့ပြောတယ်အခုလည်းအိမ်ခန်းအတွင်းဖိုးချွေးပေးတဲ့စာတွေကိုဖတ်နေတဲ့မူရကိုကြည့်ပြီးတော့အားမလို့အားမရဟန်နဲ့စကားဆိုတယ်မူရနင့်ကောင်ဖိုးချွေးကပုံမလာပါဘူးဟဲ့ဘာလို့လဲမြဆန်းအမလီပြောပြမယ်ဟိုနေ့ကသူတို့ရဲ့ပဲခင်းဘက်ကိုငါရောက်သေးတယ်ဟဲ့အဲ့ကောင်မိမတယောက်နဲ့အကြည်ဆိုင်နေတာတွေ့လိုက်တယ်တော့ဟုတ်လို့လားမြဆန်းရဲ့ကောင်မညီရဖိုးချွဲနဲ့ကြိုက်နေပြီဆိုတော့ငါ့အောင်မယုံတင်တာဖြစ်နေရဲ့ပေါ့လေဟုတ်လားအဲ့လိုတော့မဟုတ်ပါဘူးငါဖြင့်အံ့ဩလို့ယောက်ျားတွေကဒီလိုပဲအေးအဖြေမရခင်တာတန်မိုးထားပြီးတော့ချစ်ပြတာသူတို့လိုချင်တဲ့အဖြေရပြီဆိုရင်တို့များကိုဖုတ်လီတဲ့ငပိရှိရဲ့လို့တော့မထင်ဘူးဒင်းငါတို့ပေါ်တစ္ဆာဖောက်လို့ကတော့ဒင်းငါအကြောင်းသိစေရမယ်အေးကောင်းတယ်ငါကတော့နင်းနဲ့ဖိုးချွဲကိုသဘောမတူငါတငယ်ချင်းလှလှပပလေးကိုအဲ့လိုလူရှုံနဲ့လုံးဝကိုတူတဲ့တန်တဲ့ကိုမထင်တာအေးပါမြဆန်းရဲ့ငါနင့်အကြောင်းသိပါတယ်မူရာမြဆန်းကိုစိုးစင်းမြတော့တန်တရားစိတ်တွေမရှိဘဲနဲ့အပြည့်အဝယုံကြည်ထားတာမြဆန်းတို့ပေးပင်ရွာကိုလိုက်သွားစဉ်ဟာသူမကိုအလွန်အဲဝစ်ကြေးပွန်ပြီးတော့ညီမအရင်တယောက်ထက်ပိုပြီးတော့ချစ်ခင်တဲ့စိတ်ထားကိုလက်တွေ့မြင်ခဲ့ရတာကြောင့်ပဲဖြစ်တယ်ဒီလိုနဲ့မြဆန်းရဲ့စကားတွေကိုနားယောင်ကသူမရဲ့ရီးစားဖြစ်သူဖိုးချွေကိုမယုံတင်ကစိတ်တွေဖြစ်ပေါ်ပြီးမြဆန်းရဲ့အကြံစီတိုင်းအပြင်မှာတခါမှတွေ့ခွင့်မပြုခဲ့ပါဒီလိုနဲ့မြဆန်းရဲ့စကားကိုယုံကြည်ပြီးတော့ရီးစားဖြစ်သူဖိုးချွေနဲ့ဆက်ဆံရေးဟာတော်တော်ကိုအေးခဲလျက်ရှိရဲ့ဒါပေမဲ့မူရတယောက်မြဆန်းရဲ့စကားတွေကိုဖြင့်ယုံကြည်မြဲဖြစ်ပါတယ်အခုရက်ပိုင်းမြဆန်းတယောက်မူရရဲ့အိမ်ကိုမလာတော့ပါမူရဖိုးချွေနဲ့ပြက်ပြီးရဲ့နေ့ကစပြီးမလာတော့ခြင်းပဲဖြစ်တယ်တငယ်ချင်းဖြစ်သူရဲ့အိမ်ကိုမလာတော့တာကြောင့်နေမကောင်းဖြစ်နေသလားဆိုပြီးတော့စိုးရိမ်စိတ်နဲ့မူရတယောက်မြဆန်းရဲ့ကြီးတော်တို့အိမ်ကိုတယောက်တည်းထွက်လာခဲ့တယ်တယောက်တည်းလမ်းလျှောက်နေစဉ်ဖိုးချွေနဲ့အမျိုးတွေနဲ့စုံနေရာအဲ့ဒီသူတွေကသူမကိုမနစ်ညို့တဲ့အကြည့်တွေနဲ့ကြည့်သွားကြတယ်ဒါပေမဲ့မူရတခြားမတွေးမိပဲဖိုးချွေကိုအဆက်ဖြတ်ခဲ့တဲ့အတွက်မကြည်မနှက်ဖြစ်နေကြတယ်လို့သာထင်မြင်မိတယ်ဒီလိုနဲ့လမ်းလျှောက်လာရာမြဆန်းရဲ့ကြီးတော်အိမ်ကိုရောက်လာတယ်
ကြီးတော်မူရပါလားလာလီကွယ်ကြီးတော်ကြီးမြဆန်းအိမ်မလာလို့နေများမကောင်းဘူးလားလို့လာကြည့်ရနင့်တငယ်ချင်းမြဆန်းအခုတလောဘာရီများအလုံများနေတယ်လဲမသိပါဘူးကွယ်ဖိုးချွေရဲ့ညီမလာလာခေါ်သွားတာပဲရှင်ဟုတ်တယ်ကြီးတော်အိမ်မှာတော့မနေတာကြပြီဘာဖြစ်လို့လဲမပြောတတ်ပါဘူးမူရရဲ့ကြီးတော်ကိုစိတ်မဆိုးနဲ့နော်မူရအိမ်ထဲမှာပဲအနေများတော့ရွာထဲမှာကြားနေရတဲ့တဲ့တင်ကိုမူရမသိလောက်ဘူးထင်လို့ကြီးတော်ပြောပြမယ်ဘာများလဲကြီးတော်ရဲ့ကျမစိတ်မဆိုးပါဘူးကြီးတော်ရဲ့တူမမြဆန်းဟိုနေ့ကဖိုးချွေညီမနဲ့ပြောနေတန်ကြားတယ်ဘာများလဲကြီးတော်ဖိုးချွေကိုစုံပြူစားထားတယ်လေသွေးတွေတောင်အန်နေဆိုပဲရှင်ဟုတ်တယ်အဲ့ဒါမြဆန်းမူရလောက်တာလို့ပြောနေလို့ဟာပေါက်တက်ခဲ့ရကြီးတော်ရဲ့ကြီးတော်လည်းသိတယ်အခုတလောကြီးတော်ရဲ့တူမခြေလန်းနေပြက်နေတာအဲ့လိုကြားကြရမူရကိုကြီးတော်အားနာရပါတယ်ကွယ်ဖိုးချွေတို့မိဘတွေကတော့တူမကြီးပြူစားတယ်လို့ပဲထင်နေတာတူမကြီးကပညာတဲ့ဆိုပြီးတော့မြဆန်းရောဖိုးထောင်တို့ရောဖိုးချွေရဲ့မိဘတွေကိုပြောလိုက်တယ်လေမူရတတော်ကိုအံ့ဩသွားတယ်တကယ်ချင်းဖြစ်သူမြဆန်းအနေနဲ့တူမပေါ်အခုလိုမျိုးရုံမာတဲ့အကြံစီရှိမယ်လို့မထင်ခဲ့ပါအဲ့ဒါကြောင့်စိတ်ထဲမှာတတော်ကိုမကြည်မချမ်းဖြစ်နေမိရဲ့ဘာကြောင့်များအခုလိုလုပ်ရတယ်ဆိုတာကိုသိကျင်နေရဲ့အဲ့ဒါကြောင့်မူရမြဆန်းရဲ့ကြီးတော်ကိုကြည့်ကကြီးတော်မြဆန်းဘယ်မှာရှိလောက်မယ်ထင်လဲ။ "तू ကဖိုးချွေးတို့အိမ်နဲ့အဆင်ပြေနေတယ်။အခုချိန်ဆိုရင်အဲ့ဒီအိမ်မှာပဲရှိမှာပေါ့။ဟုတ်ကဲ့ကြီးတော်ကျမသွားလိုက်အောင်မယ်နော်။အေးတူမကြီးကြီးတော်လည်းပေပင်ရမောင်ဖြစ်သူကိုတော့လှမ်းပြီးတော့တတိပေးထားပါတယ်။မြဆန်းကိုဆုံးမဖို့လေ။မူရတရားမြဆန်းရဲ့ကြီးတော်ကိုနှုတ်ဆက်ခဲ့ပြီးရဲ့နောက်အိမ်ကနေထွက်လာပြီးတော့လမ်းမှာဆွဲမိနဲ့စုံတယ်။ဆွဲမိရသူမကိုမြင်တာနဲ့လက်ရက်ခေါ်လိုက်ကမူရနေရောဆွဲမိရေးကြီးတုတ်ပြန်နေဘာဖြစ်လို့လဲညီအကြောင်ပြောချင်လို့ပါအေးညီအိမ်ပြန်ပါလားအိမ်ပြန်ရောက်မှငါပြောပြမယ်သူမတို့နှစ်ယောက်ခတ်တုတ်တုတ်ပြန်ခဲ့ကြပြီးရဲ့နောက်နှစ်ယောက်သာမူရရဲ့အိမ်ကိုသွားလိုက်ကြတယ်မူရရဲ့အိမ်ကိုရောက်တာနဲ့ဆွဲမိရသူမကြားထားတဲ့အကြောင်းအရာတွေကိုမူရကိုဖောက်တယ်ချလိုက်တယ်ဟဲ့မူရနင်ဖိုးချွေးနဲ့ဘာလို့ပြတ်သွားတာတော့အဲ့ကောင်ကရှုပ်လို့လေဖိုးချွေးကရှုပ်တယ်လို့ညီကိုဘသူပြောရလဲညဆန်းပြောတာပဲအဲ့ဒီကောင်ကညီကိုနှက်ချလိုက်ပြီးအခုဒင်းကဖိုးချွေးနဲ့လူကြီးချင်းတောင်သဘောတူထားပြီးရဲ့တော့အဲ့ဒါသိလားဟင်ဘလို့ဖြစ်တာတော့ဘလို့ဖြစ်ရမှာလဲ तू ကကယ်တင်ရှင်ကြီးလှုပ်လိုက်တာလေနေမကြောက်လားဖိုးချွေးသွေးအံပြီးတော့စုံအလုတ်ခံရတယ်ဆိုတာလေငါမကြောက်မိဘူးအေးနေကငါတို့လူမှမဆက်စုပဲဘာရီဘလို့ဖြစ်တာတော့ငါသိကျင်တယ်မြဆန်းဖိုးချွေးဆုံးပြူစားတာခံရတာနင်လှုပ်တယ်ဆိုပြီးတော့ပြောတာဟာငါတော့လက်တွေ့မို့လို့နော်ဖိုးချွေးကိုကုတဲ့နေရလေအဲ့ဒီအိမ်ကိုသွားဆက်စုတာသူကမိဖို့ကြောင့်လဲဝင်ပြီးဖိုးချွေးရဲ့မိဘတွေကိုနင်လှုပ်တာဆိုပြီးပြောနေတာငါရေသွားတောက်ရင်လည်းကြားလိုက်တယ်ဟုတ်လောက်တယ်အဲ့ဒါကြောင့်လမ်းမှာဖိုးချွေးမျိုးတွေကငါ့ကိုမကြည့်တလို့ကြည့်သွားတာတကယ်ပါဆိုဟဲ့ဒင်းကဖိုးချွေးကိုကြိုက်နေတာမာယာတွေတုံးပြီးတော့ဖိုးချွေးနဲ့နီးစပ်အောင်လှုပ်သွားတာငါအထင်ဖိုးချွေးကိုသူပဲပြုစားခိုင်းတာများဖြစ်နေမလားပဲအဲ့လောက်ကြီးတော့ရုံးမှာပါမလားဟဲ့မူရငါကလင်နဲ့ပါအေးမိန်းမတွေကလင်ကိစ္စနဲ့ပတ်သက်လာရင်ဘာမှမမြင်တော့ဘူးမြဆန်းဆိုတဲ့ကောင်မအဲ့လိုသာအမှန်ဆိုရင်တော့ငါနဲ့တွေ့မယ်အမှန်ပါအေးမြဆန်းအရင်ကစိတ်ထားကောင်းပါတယ်အခုမှဘလို့ဖြစ်သွားတာလဲမသိဘူးမသိပါဘူးအေးမူရတယောက်တက်ပြင်းကိုချလိုက်မိရဲ့မြဆန်းတယောက်ဘာကြောင့်များအခုလိုပြောင်းလဲသွားရတာလဲဆိုတာကိုစဉ်းစားလို့မရဖြစ်နေမိရဲ့အဲ့လိုနဲ့မူရအကြောင်းစုံကိုစုံစမ်းမေးမြန်းမယ်ဆိုပြီးတော့ဆုံးဖြတ်လိုက်ကြတယ်အခုရက်ပိုင်းရေဦးစင်ရွာလေးမှာမူရရဲ့အကြောင်းလူတိုင်းပြောနေကြတယ်တချို့သောသူတွေကမူရအပေါ်မှာပြောဆိုဆက်ဆံရမှာပြောင်းလဲနေပေမဲ့တချို့သူတွေကမပြောင်းလဲပဲအရင်တိုင်းသာဖြစ်တယ်မူရမြဆန်းကိုဖိုးချွေးကိုလူသွားခြင်းကြောင့်မုံတီးခြင်းမရှိဘဲနဲ့ရေဦးစင်ရွာမှာတည်ငြိမ်အေးချမ်းစွာနေလာတဲ့သူတို့သားမိဖို့စိတ်နှောက်ယှက်ဖြစ်စီရာတွေကြုံဆုံရတဲ့အတွက်နာကြီးမုံတီးမိခြင်းပဲဖြစ်တယ်ပိုဆိုးတာဖိုးချွေးကိုထောင်ဖမ်းတာကိုဖိုးချွေးကမယူလို့မူရပညာနဲ့လှုပ်တာဆိုပြီးသတင်းလွှင့်တာကဘလို့မှသီးမခံနိုင်စရာကိစ္စပါဒီလိုနဲ့သူမတို့လောကသားတွေအကြားမှာလိုက်လံစုံစမ်းကြည့်လိုက်တော့မြဆန်းမြောက်ပြင်မှာအောက်လန်းစရာတယောက်ကိုအခကြီးငွေပေးပြီးဖိုးချွေးကိုတိုက်ခိုင်းပြီးတော့ဖိုးချွေးရဲ့ကျေးဇူးရှင်တပွဲပြုမှုခဲ့တဲ့အကြောင်းစုံကိုသိရှိခဲ့ရတယ်အဲဒီအတွက်သူမရဲ့ပညာနဲ့မြဆန်းကိုပြုစားမယ်ဆိုပြီးတော့စီစဉ်ထားပေမဲ့လည်းလူကိုတည်တဲ့အထိမပြုစားနိုင်တဲ့အတွက်အလူနေ့မှာမြဆန်းရဲ့အချက်ကိုခွဲဖို့ကြိုးစားခဲ့ခြင်းသာဖြစ်တယ်ဘိုးတင်တို့၃ယောက်ကမူရရဲ့ရှေလျားစွာသောစကားကိုနားထောင်ပြီးရဲ့နောက်ပေတူးကစတင်ပြီးတော့မှတ်ချက်ပေးလေတယ်
အမမူရာတော်တော်မယုံနိုင်စရာပဲအမကြီးမြင့်စန်းဆိုတာကျုပ်တို့ရွာမှာတော့တော်တော်လေးကိုသဘောကောင်းတာမဆွဲမိပြောတယ်လို့ပဲပေါ့ပေတူရဲ့လင်းကိစ္စနဲ့ပတ်သက်လာရင်သူတို့မိန်းမတွေဘာမှမမြင်တော့ဘူးဆိုတာလေမင်းလဲကြားဘူးမှာပေါ့တခိုးတရိုးကန်းနေဆိုတာလေဘိုးတင်ကအဲ့လိုဆိုလိုက်တဲ့အခါတာအီကဦးကောင်းကိုညှိ့ပြီးဟုတ်တယ်ဘိုးတင်ပြောတာမှန်တယ်တခါတခါမိန်းကလေးတွေကအချစ်နဲ့တွေ့ရင်အယူတယောက်လိုပဲတို့ရွာမသိန်းခင်ုံပဲမင်းတို့ကြည့်ပေါ့ကွာသူ့လင်ကအမြဲတမ်းမူးပြီးတော့နှိပ်စက်နေလို့ကိုဖိုးထွေးနဲ့ကိုတာရသွားထုတ်လိုက်တာမသိန်းခင်ကပဲရွာလူကြီးကိုထိတ်တုံးခတ်ကိုင်းလိုက်တယ်မဟုတ်လားအေးကွာအဲ့တုန်းကလည်းဟုတ်တယ်မိန်းကလေးတွေကသူတို့ကိုနှိပ်စက်တဲ့သူမှပို့ပြီးတော့ချစ်ကြတာလားမသိပါဘူးကွာကောင်းတဲ့သူတွေဆိုရင်နိုင်စားလိုက်တာလဲပြောမနေနဲ့ကဲအဲ့ဒါတွေကိုခဏထားလိုက်မတ်မူရာဘလို့ဖြစ်စေခြင်းလဲကျုပ်တို့အစွမ်းကုန်ကူညီမယ်ဘိုးတင်ကသူတို့ရဲ့ပြောစကားတွေကိုရက်တန့်လိုက်ကမူရကိုမေးမြန်းလိုက်တော့တယ်ဒီကမူရကအတန်ကြာတဲ့အထိစဉ်းစားနေလိုက်ကမြဆန်းဆိုတဲ့ကောင်မငါ့ကိုတောင်းပန်ရင်ကျေနပ်မယ်ပြီးတော့ငါပညာတွေကိုစွန့်ကျင်တယ်အမမူရဘာလို့ပညာစွန့်မှာလဲအခုလဲဘသူ့ကိုမှဒုက္ခပေးနေရမှာမဟုတ်ပဲဘိုးတင်ကအဲ့လိုပြောတဲ့အခါတစ်ချိန်လုံးငြိမ်နေတဲ့မူရရဲ့မိခင်ကြီးကဘိုးတင်ကိုကြည့်ပြီးတော့စကားဆိုလာတယ်အမှန်တော့မင်းမဒီပညာတွေကိုလိုချင်တာမဟုတ်ဘူးသူ့ရဲ့အသက်18နှစ်လောက်တုန်းကအသေးအတန်ဖျားတယ်လေအဲ့တုန်းကမိမကြီးတယောက်ကပညာတွေယူရင်စေကူပေးမယ်ဆိုလို့ကြီးတော်တို့ကလည်းလက်ခံလိုက်ကြတာကြီးတော်တို့မျိုးရိုးမှာပညာသင်မရှိပါဘူးကွယ်အော်အဲ့လိုလားကြီးတော်မင်းမအခုချိန်ထိဘသူ့ကိုမှဒုက္ခမပေးဘူးပေးလိုက်တိုင်းလဲသူ့ကြည့်ပဲဒုက္ခရောက်တာအခုပဲကြည့်ပါလားမြဆန်းကိုပြူစားတယ်အဲ့ဒါရဲ့အကျိုးဆက်ကမင်းတို့၃ယောက်သူ့ကိုခေါ်ပြီးတော့တလဲစီဖတ်တာကိုခံရတယ်ဟာကြီးတော်ဘာတွေပြောနေပြန်ပြီလဲဗျဘိုးထင်တို့ရှက်နေတဲ့အမူအရာနဲ့ပြောလိုက်တဲ့အခါမူရသူတို့ကိုမျက်စောင်းထိုးလိုက်ကအမလီသူတို့ကပဲရှက်ရတယ်ရှိသေးကဲအဲ့ဒါဆိုရင်ငါမြဆန်းကိုမနှောက်ရှက်တော့ဘူးနော်ငါအတွက်တရားမျှတမှုရအောင်နင်တို့လုပ်ပြီးစိတ်ချအမကျုပ်တို့လုပ်ပြီးမယ်ကျုပ်တို့လည်းပြန်အောင်မယ်ဗျာအိမ်မှာထမင်းစားသွားကြပါလားအမသေးစုအိမ်မှာပဲသွားစားတော့မယ်သူတို့ကိုချက်ခိုင်းထားတယ်အော်အေးနောက်ရေဦးစင်ရွာကိုရောက်ရင်ငါတို့အိမ်ကိုလည်းဝင်လေအောင်နော်ကြားလားစိတ်ချလာလဲမှာနောက်မှမျက်စိနောက်လို့ခွေးနဲ့ရှူးမတိုက်ရအောင်နော်လာစမ်းပါအေးစကားပြောပွင့်လင်းပြီးခင်မင်တက်တဲ့ဘိုးထင်တို့၃ယောက်နဲ့မူရတို့သားမိ၂ယောက်အချိန်တခဏအတွင်းမှာပင်ခင်မင်ရင်းနှီးသွားကြတယ်အဲ့နောက်ဘိုးထင်တို့ကမူရတို့သားမိ၂ယောက်ကိုနှုတ်ဆက်ကတဲစုတို့ရဲ့အိမ်ကိုသွားလိုက်ကြတော့တယ်ဘိုးထင်မင်းတို့ကိုကူညီတောင်းရအောင်မယ်ဘာများလဲကိုတိုးကြီးမင်းမမရှိအောင်ပြောရမှာနေ့လယ်စာထမင်းစားတော့ပြီးတော့ငတူးကအိမ်ရှိကုဖြစ်ပေါ်မှာတုံးလုံးလဲနေတဲ့ဘိုးထင်တို့၃ယောက်ရဲ့နာမှာထိုင်ကစကားဆိုနေခြင်းပဲဖြစ်တယ်။တဲစုကသားဖြစ်သူမောင်ရွှေဦးကိုဒေါ်ဝင်းတို့ရဲ့အိမ်ကိုတွားရောက်ခေါ်ဆောင်နေပြီးတော့အိမ်မှာမရှိခြင်းပဲဖြစ်ပါတယ်။ငတူးတယောက်အဲ့လိုစကားပလင်ခံပြီးရနဲ့ဆက်ပြီးတော့စကားဆိုတယ်။ဒီလိုကွာငါနောက်ကလေးတယောက်ထပ်ယူခြင်းလို့ဟာကိုတိုးရလဲဗျာအဲ့ဒါခမ ्या မိမကိုပြောလေကျုပ်တို့ဘာလို့လာပြောနေရလဲငါမိမကိုပြောပြီးပြီပြောလို့မရလို့မင်းတို့ကိုပြောရတာဘိုးတင်တို့၃ယောက်ခေါင်းကိုသာကုပ်လိုက်တယ်အိမ်နောက်ပေတူးကလည်းအိမ်နေရာကနေငုတ်တုတ်ထထိုင်လိုက်ကရှင်းပြောပါကိုတိုးကြီးရဲ့ဒီလိုကွာမင်းမငါတို့ကလေးထက်ယူရင်ငါတားကြီးကငါရဲ့သွေးသားရင်မဟုတ်လို့သွေးသားအရင်ရလာရင်ဒန်းတူမထားနိုင်မှစိတ်ပူနေရတယ်လေအဲ့ဒါကြောင့်နောက်ကလေးမယူတာတဲ့မင်းတို့ပဲစဉ်းစားကြည့်ကွာငါအဲ့လိုလုပ်ပါမလားကိုတိုးကြီးအဲ့ဒါတော့အမတဲစုကိုခမအပြစ်မတင်သင့်ဘူးငါလည်းအပြစ်တင်နေရတော့မဟုတ်ပါဘူးကွာဒါပေမဲ့ခလေးတော့လိုချင်တယ်မဟုတ်သေးဘူးကိုတိုးကြီးကျုံနဲ့ဘိုးထင်ကအမတဲစုရဲ့ခန်းစားချက်ကိုပို့တည်တယ်ခမခလေးယူခြင်းတယ်လို့အတင်းပြောနေတဲ့၍သူယူမှာမဟုတ်ဘူးမင်းတို့ပြောတာနားမလဲဘူးအမတဲစုကညံကောင်းပါတယ်ခမရဲ့အခြေအနေကိုကြည့်နေတာဖြစ်မှာပေါ့မတူးကပေတူးနဲ့ဘိုးထင်တို့ပြောနေတာကိုနားလည်ဟန်မရှိပါအဲ့ဒီခါတာအေးကဝင်ရောက်ရှင်းပြတယ်ကိုတိုးကြီးအမသေးစုရဲ့ဘဝကိုခမလေးသိပါတယ်ဗျာအတော်ကံကောင်းလို့သူ့သားလေးနဲ့သူအခုလိုဘဝမှာအေးအေးချမ်းချမ်းနေနိုင်တာဘိုးထင်တို့ပြောတာအချိန်တန်ရင်အမသေးစုခမအတွက်ခလေးမွေးပေးလိမ့်မယ်အခုလောလောဆယ်သွားမတောင်းဆိုနဲ့လို့ပြောတာခမအဲ့လိုပြောလေခမပြောင်းလဲသွားမှ तू ကကြောက်နေဖြစ်နေတာအခုအချိန်ကြီးကမင်းပြောတာငါသဘောပေါက်ပြီမင်းတို့ပြောတာမှန်ပါတယ်ငါအခုထပ်ပို့ပြီးတော့အိမ်အောင်ဦးစီးကောင်းတယောက်ပြီးတောင်းစူးစမ်းမယ်တားကြီးကိုလည်းငါရဲ့သွေးရင်းမဟုတ်ပေမဲ့ငါသားအရင်လိုပါပဲဆိုတာမင်းတို့တွေယုံလိုက်ကွာကျုံနဲ့ဘိုးထင်ရတော့ပြောစရာကိုမလိုတာဘာလို့လဲဆိုတော့ကျုံမွေးစားမေကကျုပ်ပေါ်အမေရင်းလိုကောင်းလို့ဘိုးထင်ရဲ့အဘဆိုရင်လဲ
သူ့အပေါ်တကယ်ကိုသွေးသားရင်အဘတယောက်လိုကောင်းပေးတယ်ကျုပ်တို့ခမရကိုအပြည့်ဝနားလေပါတယ်မင်းတို့ကောင်တွေကိုရွာမှာစိုးနေတယ်လို့သတင်းကြားထားတာအခုတော့လေတီတီတန့်တန့်ပါလားကွတီတန့်မနေနဲ့ခမရကိုမနှက်ဖြန်ကြရင်ထမ်းရည်တိုက်ခိုင်းမှာဟေးမဖြစ်ဘူးနဲ့တူရဲ့နော်ငါမိမကြောင့်လည်းမင်းအတိသားနဲ့စိတ်ချစမ်းပါဗျာကျုပ်တို့ဒီညကိုပကြီးငိုရဲ့အိမ်မှာမနှက်ဖြန်ကိုပေါက်တူးတို့ညီကိုရဲ့ကိုဖိုးထွေးရဲ့ပြီးတော့တခြားသူတွေကိုလည်းကိုမိုးထီးရဲ့ထန်းတော်မှာချိန်ထားတယ်ခမရလည်းလိုက်ခဲ့ရမယ်ဘိုးတင်တို့ကလူရိုးကြီးငတိုးကိုဝိုင်းရစ်နေလျာငတိုးတယောက်ဥကောင်းကိုတပြင်းဖြင့်ကုတ်ကဘလို့ပြုတ်လို့ရမှန်းမသိဖြစ်နေပြီးသူ့ရဲ့စိတ်ထဲမှာတော့မိမဖြစ်သူမှသူ့ကိုပြစ်တင်ပြောဆိုနေမယ်ဆိုတာကိုတွေးကြောက်နေပါတော့တယ်ပရိသတ်များရှင်ဇလန်းလေးကတော့ဒီမှာပဲပြီးဆုံးသွားပါပြီဒီနေ့ရဲ့ဇလန်းလေးကိုအခုလိုချိန်ပေးပြီးတော့မှနားဆင်အားပေးခဲ့ကြတဲ့ပရိသတ်များအားလုံးကိုကျေးဇူးထူးပဲတင်ရှိပါတယ်နောက်ရက်တွေမှာလည်းပရိသတ်ကြီးတို့အတွက်စိတ်ဝင်စားဖွယ်ရာကောင်းတဲ့ဇလန်းလေးတွေကိုတင်ဆက်ပေးသွားမှာဖြစ်တဲ့အတွက်ပရိသတ်တို့အားလုံးကစောင့်မျှော်အားပေးပြီးတော့နားဆင်ပေးပါအောင်နော်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်